အမီကိုကြောင့်ရှိတဲ့မြေခွေးကြီးတစ်ကောင်ဟာရွာတစ်ရွာကိုဝင်ရောက်ဖျက်ဆီးနေပါတယ်။ဒီအမီမိတ်ဆာကောင်မြေခွေးကြီးကိုစတုတ္ထမြောက်ဟုတ်ခါခဲ့ဆိုသူကတားဆီးနိုင်ခဲ့ပေမဲ့သူ့အသက်လည်းပေးခဲ့ရသလိုအမီကောင်ကြီးကိုလည်းသူ့ရဲ့မွေးကင်းစသားလေးနာအိုတိုရဲ့ခန္ဓာကိုယ်အတွင်းမှာချိန်ပိတ်ခဲ့ရတယ်။ဒီလိုဖြစ်ပျက်တွေပြီး12နှစ်အကြာမှာနာအိုတိုလေးကအကြီးကဲတွေရဲ့ရုပ်ထုတွေကိုဆေးတွေရှောက်ထုတ်တာကြောင့်ထွက်ပြေးနေရပါတယ်။နောက်ဆုံးထွက်ပြေးနေတဲ့နာအိုတိုကိုအီရူကာဆန်ဆဲကဖမ်းမိသွားပါတယ်။သူ့ရဲ့တရုံမှန်ကိုမသိရသေးတဲ့နာအိုတိုလေးဟာအကြောင်းမှလည်းအញ្ញံဆုံးចောင်းသားလို့ပြောလို့ရပါတယ်။စာမေးပွဲတိုင်းကိုကြားနေတာကြောင့်အီရူကာဆန်ဆဲလည်းစိတ်တူသွားပြီးဟန်ကန်တော်ဂျစ်စုကိုပြန်ဖြေခိုင်းလိုက်ပါတယ်။နာအိုတိုအပါဝင်ចောင်းသားတွေကိုပြန်ပြီးဟန်ကန်တော်ဂျစ်စုကိုအသုံးပြုပြကြရပါတယ်။အခြားចောင်းသားတွေကအီရူကာဆန်ဆဲပုံစံပြောင်းနိုင်ကြပေမဲ့နာအိုတိုကတော့သူသိထားတဲ့ဆက်စစ်ဂျစ်စုကိုအသုံးပြုပြလိုက်ပါတယ်။ဘယ်အရာကိုမဆိုမလေးမစားလုပ်နေတဲ့နာအိုတိုကိုသူတုတ်ထားတဲ့ဆေးတွေကိုမပြောင်းမချင်းပြန်ဖြတ်ခိုင်းလိုက်ပါတယ်။နာအိုတိုကလည်းရွယ်ရတဲ့ကောင်ဆိုတော့ဆေးကိုအချိန်ဆွဲပြီးဖြတ်နေရှာပါတယ်။အီရူကာဆန်ဆဲလည်းနာအိုတိုကိုသူတိတ်ကြိုက်တဲ့ရာမန်နဲ့အများကအလုပ်တွေမြင်မြင်ပြီးအောင်ခိုင်းလိုက်ပါတယ်။ညဘက်သူတို့အတူတူခောက်ဆွဲစားရင်နာအိုတိုကအီရူကာဆန်ဆဲရဲ့နင်ဂျာခေါင်းစည်းကိုကြီးကျင်တယ်လို့ပြောလိုက်ပါတယ်။အီရူကာကလည်းမင်းချိုနေစာဝဲပြီးရင်နင်ဂျာခေါင်းစည်းရမှာပါလို့ပြောလိုက်ပါတယ်။နောက်တစ်နေ့စာမေးပွဲကတော့ခါကဲဝရှိနိုဂျစ်စုကိုအသုံးပြုပြရမှာဖြစ်ပြီးအကုန်လုံးကအောင်မြင်ခဲ့ပေမဲ့နာအိုတိုကတော့ကြာရှုံးခဲ့ပါတယ်။ဒီလိုနဲ့စိတ်သက်ကြပြီးငိုင်းနေတဲ့နာအိုတိုအနားကိုမီဇူကီဆန်ဆဲကရောက်လာပြီးလှုပ်ဝက်နီးတစ်ခုကိုပြောပြခဲ့ပါတယ်။အဲ့ဒါကတော့လှုပ်ဝက်စာလေးကိုခိုးယူခိုင်းခဲ့တာဖြစ်ပြီးနာအိုတိုကလည်းယုံလွယ်ပြီးခိုးယူခဲ့လိုက်ပါတယ်။တတိယမြောက်ဟိုကာခဲလည်းအီရူကာဆန်ဆဲနဲ့အခြားရှိနိုဘီတွေကိုနာအိုတိုကိုရှာခိုင်းခဲ့ပါတယ်။မီဇူကီရဲ့ရွေချက်ကဂျင်ဂျူရီကီဖြစ်တဲ့နာအိုတိုကိုတက်ပြီးလှုပ်ဝက်စာလေးကိုခိုးယူဖို့ပါ။မကြမီနာအိုတိုရှိတဲ့နေရာကိုအီရူကာဆန်ဆဲရောက်လာပြီးအကြောင်းစုံကိုမေးပါတယ်။မင်းနေတော့မီဇူကီကအလေးဝင်တိုက်တာကြောင့်အီရူကာတယောက်အထိနာသွားပါတယ်။အဲ့ဒီနောက်မီဇူကီကနာအိုတိုကိုသူ့ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုပြောပြလိုက်ပါတယ်။တွေ့ဝင်နေတဲ့နာအိုတိုကိုမီဇူကီကသူ့အနောက်မှာလွှဲထားတဲ့စက်ကြအကြီးတစ်စင်းနဲ့ပြစ်လိုက်ပါတယ်။အီရူကာလည်းနာအိုတိုကိုချိန်မီကာကွယ်ပေးလိုက်နိုင်ပါတယ်။နာအိုတိုလည်းအခြေအနေကိုနားလည်သွားပြီးထွက်ပြေးသွားခဲ့ပါတယ်။ပြစ်မှတ်ထွက်ပြေးသွားတဲ့နောက်ကိုမီဇူကီလည်းလိုက်သွားခဲ့ပါတယ်။ဟန်ကန်တော်ဂျစ်စုကိုသုံးထားတဲ့မီဇူကီလည်းနာအိုတိုကိုတွေ့တော့အီရူကာအသွင်နဲ့စာလေးကိုတောင်းပါတယ်။တကယ်တော့အီရူကာကလည်းနာအိုတိုရောင်ဆောင်ထားတာပါ။အီရူကာနဲ့မီဇူကီတို့လည်းနာအိုတိုအကြောင်းကိုပြောကြပါတယ်။အီရူကာဟာနာအိုတိုဘက်ကနေကာကွယ်ပေးပြီးပြောတာကြောင့်နာအိုတိုတယောက်အီရူကာကိုကာကွယ်ဖို့အတွက်မီဇူကီနဲ့ရင်ဆိုင်ဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်။အဲ့နောက်စာလိပ်ထဲမှာသူတင်ချခဲ့တဲ့အရေးတစ်ထောင်ကိုဘွားတိုင်းကိုအသုံးပြုလိုက်ပါတယ်။မီဇူကီကသွေးပြက်သွားပြီးနာအိုတိုပြုသမျှကိုနှုတ်လိုက်ရပါတော့တယ်။တိတ်မကြခင်နေထွက်လာပြီးအီရူကာတယောက်ကတော့နာအိုတိုကိုဟိုကာကဲတိုင်းထက်တာတဲ့ဟိုကာကဲတယောက်ဖြစ်လာလိမ့်မယ်လို့ကောက်ချက်ချလိုက်ပြီးသူ့ရဲ့နှစ်ပူးစည်းကိုဘေးကချိုးနေစာဝဲကိုအောင်ပေးလိုက်ပါတယ်။ဒီနေ့မှာတော့နာအိုတိုတယောက်နင်ဂျာမှတ်ပုံတွေအတွက်ပုံရိုက်နေပါတယ်။သူရိုက်တဲ့ပုံကအချိုးမပြေတာကြောင့်ဟိုကာကဲကစင့်ခေါ်ကဆုံးမနေရပါတယ်။ဆုံးမနေတဲ့ဟိုကာကဲကနာအိုတိုကသူ့ရဲ့ဆက်စီဂျစ်စုကိုအသုံးပြုပြီးပြန်ပြီးဆုံးမပေးလိုက်ပါတယ်။ဒီအချိန်ခိုနိုဟာမာရုတယောက်ဝင်ချလာပြီးအဖိုးဖြစ်သူတတိယမြောက်ဟိုကာကဲကိုလှုပ်ကြံဖို့ကြိုးစားရင်ချော်လဲကျသွားပါတယ်။တောက်ကလေးကနာအိုတိုကြောင့်ဖြစ်တာဆိုပြီးလာဆူဆွဲတာကြောင့်နာအိုတိုလည်းရွာသူကြီးရဲ့မြေးတွေဘာတွေစဉ်းစားမနေပဲနပန်ချင်းပြစ်လိုက်ပါတယ်။ဒါတဲ့က AB စုဆိုတဲ့ဘဲတဲ့ဘွေကဝင်ဖြည့်ရှိရင်တကြီးမီကိုဘောမပေးနေပါတယ်။ပြောနေဆိုနေရင်နာအိုတိုကထထွက်သွားတာကြောင့်ခိုနိုဟာမာရုလည်းပြေးလိုက်သွားခဲ့ပါတယ်။လမ်းမှာနာအိုတိုကိုအမိဖမ်းပြီးသူ့ရဲ့အဖိုးကိုဆုံးမခဲ့တဲ့စစ်စီဂျစ်စုကိုတင်ပေးပါဆရာကြီးလို့တောင်းဆိုလိုက်ပါတယ်။ဆရာခေါ်ခံရတဲ့နာအိုတိုလည်းမြောက်ကြွနဲ့ခိုနိုဟာမာရုကိုစစ်စီဂျစ်စုရဲ့အလုပ်လုပ်ပုံတွေကိုတင် जा ပေးနေရှာပါတယ်။ဘလို့ပဲတင်ပေးရုပ်ဆိုးပန်းဆိုးကြီးတွေပဲတောက်လျှောက်ထွက်လာနေပါတယ်။တစ်ဖက်က AB စုကလည်းတကြီးမီပြောက်သွားတာကိုစိုးရိမ်နေပါတယ်။လေးချင်းနာကြာနေပြီဖြစ်တဲ့နာအိုတိုနဲ့ခိုနိုဟာမာရုတို့လည်းခဏနာရင်ခိုနိုဟာမာရုကိုဘာကြောင့်အဖိုးဖြစ်သူကိုတက်ချင်တာလဲလို့ပေးလိုက်ပါတယ်။ခိုနိုဟာမာရုကတော့သူ့ရဲ့ပင်ကိုအစစ်မှန်ကိုလိုချင်တာဖြစ်ပြီးသူ့အဖိုးရဲ့လောင်းရက်ကိုမိမနေချင်တာကြောင့်သူက9ယောက်မြောက်ရွာသူကြီးလုံးမာလို့ပြောလိုက်ပါတယ်။နာအိုတိုကလည်းအဲ့ဒါကတော့မဖြစ်နိုင်ဘူးဘာလို့ဆိုသူကပဲ9ယောက်မြောက်ရွာသူကြီးလုံးမာဖြစ်တာကြောင့်သူ့ကိုရင်ကြော်နိုင်အောင်စူးစမ်းရမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်ကရွာသူကြီးကလည်းအီရူကာကိုခေါ်ပြီးနာအိုတိုကိုဘာကြောင့်မုန်းတာလဲဆိုတာ Orient Zoo ကိုနားလည်အောင်ရှင်းပြပေးထားပါတယ်။အဓိကကတော့နာအိုတိုရဲ့ခန္ဓာကိုယ်ရဲ့ပါအမိမိတ်ဆာရှိနေတာကြောင့်သူ့ကိုမိတ်ဆာလို့ယူဆကမုန်းတီးနေကြတာပါ။အဲ့နောက် AB စုကလည်းနာအိုတိုနဲ့ခိုနိုဟာမာရုတို့လေ့ကျင့်နေတဲ့နေရာကိုရောက်လာခဲ့ပြီးမကောင်းဆိုးဝါးလို့ယူဆထားကြတဲ့နာအိုတိုကိုအပြည့်ရှင်းဖို့ကြိုးစားပါတယ်။နာအိုတိုလည်းအရေးတစ်ထောင်ကိုဘွားအတိုင်းကိုအသုံးပြုပြလိုက်ပေမဲ့ AB စုကတော့မဖြုံတဲ့ပုံရပါတယ်။မဖြုံလို့နဲ့ AB စုဟာအရေးကိုဘွားတစ်ထောင်လုံးကိုစစ်စီဂျစ်စုဖြစ်ပြောင်းကအမောက်သိမ်းလိုက်နိုင်ပါတယ်။ဒီတိုင်းကိုတော့မောင်မတစ်ထောင်တိုင်းလို့ခေါ်ပြီးနာအိုတိုကိုဖန်လုံးတဲကနေစောင့်ကြည့်နေတဲ့ရွာသူကြီးကိုပါ impact တက်ရောက်စေပါတယ်။အဲ့နောက်ခိုနိုဟာမာရုကိုအကောင်းဆုံးစူးစမ်းနေထိုင်ဖို့မှားရင်းနဲ့နှုတ်ဆက်ခါနာအိုတိုတယောက်အိမ်ကိုပြန်သွားပါတော့တယ်။ brother ကဒီအထိကြီးလာခဲ့ပြီးဆိုရင်တော့ anime fan တယောက်ဒါမှမဟုတ်လဲ Gizi Gun နဲ့ Hidden Spuren တို့ရဲ့အမာခံပရိသတ်တယောက်လို့ယူဆလို့ရပြီ။
ဒါကြောင့်မလို့ brother အနေနဲ့ t-shirt တစ်ထည်ရှာနေတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ key sequence နဲ့ hidden student တို့ကို support ပေးခြင်းလိုပဲဖြစ်ဖြစ်ကျွန်တော်စီမှာ anime t-shirt တွေပြင်အခြား trend ဖြစ်နေတဲ့ t-shirt တွေကိုလာအားပေးလို့ရပါတယ်။အကယ်၍ brother က brother ကျိုင်းနှစ်သက်ရာကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်လေကျိုင်းနှစ်သက်ရာ sticker, size, color နဲ့ပုံစံအမျိုးမျိုးနဲ့ကို pre-order လာတင်လို့ရပါပြီ။ဈေးနှုန်းကတော့ sticker, size, color နဲ့ပုံစံတို့အပေါ်မူတည်ပြီးကွဲပြားသွားမှာပဲဖြစ်ပါတယ်။ဆက်သွယ်ရမယ့် link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။အနက်ခင်တစ်ခုကိုနာရိုတယောက်နိုးထလာခဲ့ပြီးဖြက်ကရင်ကိုလန့်ကြည့်လိုက်ပါတယ်။အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်နေတာကြောင့်ခောက်ဆွဲပြုံးတဲ့နွားနိုးကိုတောက်ကနင်ဂျာဝတ်စုံကိုဝတ်ပြီးထွက်လာခဲ့လိုက်ပါတယ်။ထွက်လာခဲ့လိုက်တဲ့လမ်းမှာခိုနိုဟာမာရုနဲ့ထပ်တွေ့ပါတော့တယ်။ခိုနိုဟာမာရုကလည်းသူ့ရဲ့ Jetsu တိုးတက်လာတာကိုကြည့်ဖို့နာရိုကိုအကူအညီတောင်းပါတယ်။နာရိုကလည်းသူဒီနေ့နင်ဂျာမိတ်ဆက်ပွဲကိုသွားရမှာဖြစ်တဲ့ကြောင့်မအားသေးဘူးလို့ပြောကသူ့နှစ်ဖူးပေါ်ကနှစ်ဖူးစီကိုလက်ညှိုးနဲ့ထိုးပြလိုက်ပါတယ်။တစ်ဖက်ကဆာကူရာကလည်းနင်ဂျာမိတ်ဆက်ပွဲကိုသွားဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်။လမ်းမှာအီနိုနဲ့တွေ့ပြီးနှစ်ကောင်သားစတင်ခွေးကြပါတော့တယ်။ခွေရင်းနဲ့နှစ်ယောက်သားပြေးလာခဲ့ကြတာနောက်ဆုံးတော့ကျောင်းကိုမော်ကောတော်ကိုနဲ့ရောက်လာခဲ့ကြပါတယ်။အတန်းနဲ့ရောက်ပြန်တော့လဲဆာစကဲကိုနှစ်ယောက်သားသူလူငါလူနဲ့လူချပြန်ပါတယ်။ဒါတွေကိုကြည့်မနေလိုက်တဲ့နာရိုတယောက်ကတော့ဆာစကဲကိုဝင်နှမ်းပစ်လိုက်မိပါတယ်။ဆာစကဲကိုဝိုင်းပြီးလူနေကြတဲ့ကောင်မလေးတွေကလည်းနာရိုကိုဝိုင်းပြီးပြင်ကြပါတော့တယ်။အခန်းထဲမှာတော့အီရူကာဆန်ဆဲကအဖွဲတွေဖွဲ့ပြီးမယ်။တစ်ဖွဲ့မှာ3ယောက်ပါဝင်ရမယ်ဆိုပြီးရှင်းပြပေးနေပါတယ်။ဒီလိုနဲ့အဖွဲဝင်တွေရွေးချယ်ပြီးတဲ့အခါမှာတော့နာရိုတိုဆာစကဲနဲ့ဆာကူရာတို့ဟာထင်းဆဲဘက်မှာတပွဲတည်းကြာရောက်ခဲ့ကြပါတယ်။နေ့လယ်ဘက်မှာတော့အဖွဲတစ်ဖွဲ့ချင်းစီရဲ့ဂျိုနင်းဆရာတွေနဲ့မိတ်ဆက်ပေးမယ်လို့ပြောကတွေးဆုံပွဲကိုအဆုံးသတ်လိုက်ပါတယ်။နေ့လယ်ခင်းစာကိုနာရိုတယောက်ဆာကူရာနဲ့အတူစားချင်တာကြောင့်စကားသွားပြောပေမဲ့ဆာကူရာကညင်ခဲ့ပါတယ်။ဒါကြောင့်နာရိုတယောက်ထုံးစံတိုင်းဆာစကဲကိုအကောက်ချန်ပါတော့တယ်။အော်တိုတယောက်ဆာစကဲရှိနေတဲ့အခန်းထဲကိုဝင်သွားခဲ့ပြီးဆာစကဲကိုအလင်းဝင်တိုက်ခိုက်ကကြိုးတုပ်ပြီးထားခဲ့ပါတယ်။သူကတော့ဆာစကဲအယောင်ဆောင်ပြီးဆာကူရာကိုသွားပြီးဖွင့်ချောင်းပါတယ်။ဆာကူရာကတော့ဆာစကဲထင်နဲ့အားပွားပေးဖို့ပြင်လိုက်ပါတယ်။မွေးပေးဖို့ပြင်ဆင်နေတော့နာရိုတယောက်ဘိုင်းနာလာရှာပါတယ်။နာရိုတိုလည်းအိမ်သားစီကိုအမြန်ပြေးသွားခဲ့ပြီးကိစ္စကိုဖြေရှင်းကပြန်ထွက်လာခဲ့ပါတယ်။တစ်ဖက်ကဆာစကဲစစ်ကတော့ပြန်လွတ်လာခဲ့ပြီးဆာကူရာကိုနာရိုကိုတွေ့သေးလားလို့ပြေးလိုက်ပါတယ်။ဆာကူရာကလည်းနာရိုကိုဂယုမဆိုင်ဖို့နဲ့မိဘမရှိတော့သူကလှုပ်ချင်တာလှုပ်နေတဲ့ကောင်မိဘရှိတာကလည်းမကောက်အမြဲချုပ်ချယ်ခံရတဲ့ဘာညာပြောတော့ဆာစကဲဘက်ကလည်းမိဘတွေချုပ်ချယ်တာထက်ပိုဆိုးတာဟာအထီးကျန်ဆန်မှုပဲမင်းကအရန်စိတ်ပြတ်သွားပြီလို့ပြောကထွက်သွားပါတယ်အဲ့နောက်ချီးပါပြီးထွက်လာတဲ့နာရိုနဲ့တွေ့ပါတယ်နာရိုဘက်ကလည်းလေကြောသိမ့်မရှိပဲခါကဲပွန်ရှီနိုဂျစ်စုကိုထုတ်တုံးကဆာစကဲကိုရင်ဆိုင်လိုက်ပါတယ်ရင်ဆိုင်ဖို့လှုပ်တော့ဘိုက်ပြန်လာတာကြောင့်ကိုပွားရဲကုန်သူ့ရင်ပါမယ်ငါရင်ပါမယ်ဖြစ်ကုန်ကြပါတယ်ဆာစကဲလည်းလှည့်ထွက်သွားပါတယ်ဆာစကဲနဲ့နာရိုတို့ရဲ့ခံစားချက်ကိုနားလည်သွားတဲ့ဆာကူရာကတော့နာရိုကိုအကောင်းဆုံးဆက်ဆံဖို့မချီပြုံးလေးပြုံးနေရှာပါတယ်နာရိုဘက်ကတော့ဘိုက်ပြန်လာတာကြောင့်အိမ်သားကိုပြန်ပြေးရပါတယ်တစ်ဖက်ကတတိယမြောက်ဟိုခါခဲကတော့ Team 7ကိုတာဝန်ယူတင်ကြားပေးမယ်ဆရာတယောက်ကိုနာရိုရဲ့အခန်းစီကိုခေါ်လာခဲ့ပါတယ်ဒိန်းလွန်နေတဲ့နိုတဘူးနဲ့အထီးကျန်မှုတချို့ကိုခန်းစားခဲ့ကြရပါတယ်နောက်တစ်နေ့မှာတော့ Team 7အဖွဲ့တစ်ဖွဲ့ပဲဆရာနောက်ကျနေတာကြောင့်အခန်းထဲမှာကြံနေခဲ့ကြပါတယ်မျက်နှာပြောင်လို့နဲ့နာရိုကလည်းဆရာဝင်လာမဲ့တကားဘောကိုတင်ပုံးဖြတ်ကိုတင်ထားလိုက်ပါတယ်နောက်ကြတော့ဆရာဝင်လာခဲ့ပြီးနာရိုတင်ထားတဲ့ထောင်ချောက်ကိုမိသွားပါတယ်စကားတွေရှေ့ရှေ့ဝေးဝေးပြောမနေပဲဆရာနဲ့တပည့်တွေကိုစတင်မိတ်ဆက်လိုက်ကြပါတယ်။ဆရာဖြစ်သူရဲ့နာမည်ကဟာတာကဲခါခါရှိဖြစ်ပြီးဂျိုနီအဆင့်ရှိသူတူပါ။အဲ့နောက်သူ့ရဲ့တပည့်အသစ်တွေကိုမိတ်ဆက်ခိုင်းခဲ့ပါတယ်။ရာအိုတိုကနေစတင်ခဲ့ပြီးသူ့ရဲ့ရွေးချက်ကတော့ဟိုခါကဲဖြစ်လာဖို့ပါ။ဆာကူရာကတော့ထွေထူးရှင်းပြနေစရာတော့လိုမယ်မထင်ပါဘူး။ဆာစကဲရဲ့ရွေးချက်ကတော့သူ့ရဲ့မျိုးနွယ်စုကိုပြန်လည်ထူထောင်ပြီးလူတစ်ယောက်ကိုရှင်းပြဖို့ပဲဖြစ်ပါတယ်။ချင်းဒီတွေကိုကောင်းကောင်းကြီးနားလည်သွားတဲ့ခါခါရှိကလည်းသူ့ရဲ့အသက်လူလေ့ကျင့်ရေးအကြောင်းကိုဆက်လက်ရှင်းပြပါတယ်။လေ့ကျင့်မှုကိုကြာရှုံးခဲ့ရင်တော့အကယ်ဒမီစီပြန်ပို့ခံရမှာဖြစ်တာကြောင့်မနက်ဖြန်9နာရီလာခဲ့ကြဖို့ပြောလိုက်ပါတယ်။အကုန်လုံးကလည်းမကြာရှုံးနေတာကြောင့်မနက်9နာရီဝေလင်းအခြေကိုချင်းစော်ထားတဲ့နေရာကိုရောက်လာခဲ့ကြပါတယ်။အနက်9နာရီမှာချင်းစော်ထားတဲ့ဆရာခါခါရှိကတော့10နာရီကျော်လောက်မှရောက်ချလာခဲ့ပါတယ်။အဲ့ဒီနောက်လေ့ကျင့်ရမယ့်လေ့ကျင့်ရေးကချူလုံးနှလုံးကိုသူ့စီကနဲ့နစ်လက်မတိုင်ခင်ရအောင်ယူပြရမှာပဲဖြစ်ပါတယ်။မယူနိုင်တဲ့လူကနေ့လက်စာမစားရဘူးတိုင်မာကျိုးတို့ပြီးအကယ်ဒမီကိုပြန်ပို့ခံရမှာပဲဖြစ်ပါတယ်။နောက်တို့ကလည်းသူမကြာရှုံးနေတာကြောင့်ခုနိုင်ကြားတဲ့ခါခါရှိစီကိုပြေးကတိုက်ခိုက်ပါတယ်။ဂျိုနီအဆင်းရှိတဲ့ခါခါရှိကတော့နာရိုပြေးလာတဲ့ဆိုယုံနဲ့ပဲလင်မြန်နဲ့ရွေရှာဖို့နဲ့နာရိုကိုထိန်းချုပ်ပြသလိုက်ပါတယ်။တစ်ဖက်ကအီရူကာကတော့သူ့ရဲ့အချစ်တော်တပည့်ကျော်လေးအတွက်စိုးရိမ်စိတ်နဲ့တတိယမြောက်ဟိုခါခဲစီကိုရောက်ချလာခဲ့ပါတယ်။သူပြောပုံရဆိုခါခါရှိရဲ့လေ့ကျင့်စမ်းသပ်မှုတွေကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့တဲ့သူမရှိခဲ့ဘူးလို့သိထားရပါတယ်။တစ်ဖက်မှာခြူလုံးကိုလူရမဲ့သူတွေကတော့အကွက်ကြကြချုံမို့ထဲမှာပုံကအခွင့်အရေးကောင်းတစ်ခုကိုစောင့်ဆိုင်နေကြပါတယ်။အားလုံးကခွင့်ရေးကောင်းတစ်ခုကိုပုံကစောင့်ဆိုင်နေကြပေမဲ့လို့နာရိုတိုတယောက်ခါခါရှိရဲ့ခြူလုံးကိုလူဖို့ပြေးလာခဲ့တာကြောင့်ခါခါရှိလည်းသူ့ရဲ့အိတ်ထဲကအရာတစ်ခုကိုထုတ်လိုက်ပါတယ်။
သူထုတ်လိုက်တဲ့အရာကတော့ဩစာအုပ်ကြီးဖြစ်ပြီးစာအုပ်ဖတ်ရင်နာအိုကိုထိုင်ကြည့်စုနဲ့ဖြည့်ရှင်းမှာပဲဖြစ်ပါတယ်။နာအိုကလည်းသူ့ကိုအဲ့လောက်တောင်မှအထင်သေးရမလားဆိုပြီးတက်သမျှမှတ်သမျှအကုန်ထုတ်သုံးပြီးချပါတယ်။ချနေတော့မှပဲခါခါရှိတယောက်ပျောက်သွားပါတယ်။ပျောက်ကွယ်သွားတဲ့ခါခါရှိကနာအိုရဲ့နောက်ကိုရောက်နေတာဖြစ်ပြီးနာအိုဖင်ကိုလက်နှစ်ချောင်းပူတိုင်းနဲ့ထိုးလိုက်ပါတယ်။နာအိုတယောက်ရေထဲကျသွားပြီးရေထဲကနေရှူရကန်နဲ့လှမ်းပြီးပြစ်လိုက်ပါတယ်။ခါခါရှိကတော့အသားလေးလှမ်းပြီးဖမ်းပြလိုက်ပါတယ်။အဲ့နောက်ခါခါရှိသတိလွတ်နေတော့ရေထဲကနေရိတ်ကိုဝါတွေထွက်လာပြီးခါခါရှိစီကချူလုံးကိုရဖို့ကြိုးစားကြပါတယ်။နောက်ဆုံးခါခါရှိကိုထိုးဖို့အတွက်အခွင့်အရေးရပြီးထိုးချလိုက်တဲ့အခါမှာတော့အထိုးခံလိုက်ရတဲ့သူကနာအိုပဲဖြစ်နေခဲ့ပါတယ်။ခါခါရှိကခါဝါရီမီနိုဂျစ်စုကိုအသုံးပြုပြီးရှောင်ထွက်သွားတာပဲဖြစ်ပါတယ်။ခဏကြာတော့ထိုးခံလိုက်ရတဲ့နာအိုလည်းမြေပြင်ပေါ်မှာကျနေတဲ့ချူလုံးတစ်လုံးကိုတွေ့သွားပါတယ်။ချူလုံးကိုပြေးကောက်တဲ့အချိန်မှာထောင်ချောင်းမိပြီးတစ်ပင်ပေါ်တန်းလန်းကြီးဖြစ်နေရှာပါတယ်။ခါခါရှိကလည်းထွက်လာပြီးနာအိုကိုနင်းချဆိုတာထောင်ချောင်းတွေကိုကြိုတင်တွက်ဆရတဲ့ဘာညာပြောနေတော့ဆာစကဲကအချိန်ကိုက်ခူနိုင်တားနဲ့ရှူရီကန်တွေကိုအသုံးပြုပြီးပြစ်လိုက်ပါတယ်။ပြစ်လိုက်တဲ့ခူနိုင်တားနဲ့ရှူရီကန်တို့ဟာပြစ်မှတ်ဖြစ်တဲ့ခါခါရှိကိုထိသွားခဲ့ပါတယ်။တကယ်တမ်းဆာစကဲပြစ်လိုက်တဲ့ပြစ်မှတ်ဟာခါခါရှိရဲ့ခါဝါရီမီနိုဂျစ်စုတစ်မျိုးပဲဖြစ်နေပါတယ်။ဆာစကဲဆာကူရာတို့လည်းသူတို့ရဲ့ဒီနေရာတွေကိုထုတ်ပြလိုက်ပြီးဆိုတော့အမြန်နေရာကိုပြောင်းရွှေ့လိုက်ရပါတယ်။ဆာကူရာပြေးနေတဲ့လမ်းမှာခါခါရှိကရုတ်တရက်ပေါ်လာပြီးထူးဆန်းတဲ့ဂျစ်စုတစ်မျိုးကိုထုတ်သွင်းလိုက်ပါတယ်။ဆာကူရာတယောက်ထူးဆန်းတဲ့ကွင်းမြင့်တစ်ခုတည်းကိုရောက်သွားပါတယ်။နောက်ပြီးဆာစကဲရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်တာကြောင့်ဆာကူရာတယောက်သတိလေးသွားပါတယ်။တစ်ဖက်ကဆာစကဲကိုတော့သူအသုံးပြုလိုက်တဲ့တိုင်ဟာဂန်ဂျစ်စုဖြစ်ကြောင်းရှင်းပြပါတယ်။ဂန်ဂျစ်စုဆိုတာအရေးနဲ့စိတ်ကိုချုပ်တဲ့တိုင်ကွက်တစ်မျိုးပဲဖြစ်ပါတယ်။ဆာစကဲလည်းဘလို့မှမတက်နိုင်မဲ့ခါခါရှိနဲ့ထိတ်တိုက်ရင်စားရမယ့်လမ်းကိုပဲရွေးချယ်လိုက်ပါတယ်။ဆာစကဲရဲ့ထိုက်ကွက်တွေကခါခါရှိပေါ်အင်းဖက်အနေငယ်တက်ရောက်စေခဲ့ပြီးခြူလုံးကိုပါထိပါနိုင်ခဲ့ပါတယ်။ခါခါရှိတယောက်နာအူတို့တုန်းကလိုမျိုးအစင်ချောမနေပဲစာအုပ်ဖတ်ချိန်တော့မရပဲဖြစ်နေပါတယ်။အဲ့နောက်ဆာစကဲကဂါတွန်ဂိုခါကျူနိုဂျစ်စုကိုအသုံးပြုလိုက်ပါတယ်။သူအသုံးပြုနေတော့ခါခါရှိကအရင်ဒိုထုမ်ရှင်ဂျူဇန်ရှူနိုဂျစ်စုကိုအသုံးပြုပြီးဆာစကဲကိုမြေကြီးထဲချုပ်ထားလိုက်နိုင်ပါတယ်။ဂန်ဂျစ်စုကနေခုမှလွတ်လာတဲ့ဆာကူရာလည်းဆာစကဲကိုမြေကြီးထဲမှာမြုပ်ထားတာကိုမြင်ပြီးပြန်မေးသွားပါတယ်။ကဲခံရမဲ့လူကကဲမဲလူကိုပြန်ခဲ့ပြီးခြူလုံးကိုရယူဖို့အတွက်ထွက်လာခဲ့လိုက်ကြပါတယ်။ဒါပေမဲ့တတ်မှတ်ထားတဲ့အချိန်တွင်ခြူလုံးတွေကိုတယောက်မှရမယူနိုင်တာကြောင့်အကုန်လေးချင်းမှုကိုကြာရှုံးခဲ့ပါတယ်။လေးချင်းမှုရဲ့နှစ်သာရကိုလည်းခါခါရှိကရှင်းပြပေးခဲ့ပါတယ်။ဒီစာမေးပွဲရဲ့နှစ်သာရဟာအဖွဲလိုက်လှုပ်ဆောင်မှုဖြစ်ပြီးအကုန်လုံးကတကူကောင်းဆန်နေကြတာကြောင့်အကုန်ဒီလေးချင်းမှုကိုကြာရှုံးခဲ့ကြရတာပါ။အဲ့နောက်အုပ်ကူတစ်ခုပေါ်မှာရေးထိုးထားတဲ့နာမည်တွေဟာတာဝန်ထမ်းဆောင်ရင်ကြာရှုံးသွားရတဲ့လူတွေရဲ့နာမည်ဖြစ်ကြောင်းနဲ့ကိုယ်တငယ်ချင်းကိုယ်အဖွဲ့ဝင်ကိုတန်ဖိုးထားဖို့အရေးမှတ်သင်ခန်းစာပေးသွားခဲ့ပါတယ်။အဲ့နောက်နစ်လေကြာခြူလုံးကိုလူဖို့အတွက်အခွင့်အရေးတစ်ခုထပ်ပြီးပေးမယ်။အခုတော့ထမင်းကိုစားထားလို့ရတယ်။နာအိုကိုတော့ကျွေးလို့မရဘူး။ကျွေးရင်ကျွေးတဲ့လူကအကယ်ဒမီကိုပြန်အပိုးခံရမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဆာစကဲကတော့နာအိုကိုသူ့ရဲ့နစ်လေစာကိုကျွေးခဲ့ပါတယ်။ဆာစကဲကျွေးတော့ဆာကူရာကလည်းနာအိုကိုသူ့ရဲ့နစ်လေစာကိုလိုက်ပြီးကျွေးပါတယ်။ကျိုးနဲ့တုတ်ထားတာကြောင့်ခွန်ပြီးပါကျွေးနေရပါတယ်။သူတို့ကျွေးနေတော့ခါခါရှိရောက်လာပြီးဒေါသတကြီးနဲ့မိုးကြိုးတိုင်းကိုတုံဖို့ပြင်ဆင်လိုက်ပြီးနောက်ဆုံးနေနဲ့ဗာများပြောခဲ့ခြင်းသေးလေလို့မေးလိုက်ပါတယ်။နောက်တော့ဆာစကဲနဲ့ဆာကူရာတို့ကလည်းသူတို့၃ယောက်လုံးဟာတယောက်တည်းဖြစ်ချောင်းပြောလိုက်ပါတယ်။အဲ့နောက်ခါခါရှိကလည်းသူတို့၃ယောက်လုံးကိုအောင်ပေးလိုက်ပါတယ်။အောင်ပေးလိုက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ရှေ့မှာပြောပြခဲ့တဲ့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ဖွဲ့ဝင်ကိုတန်ဖိုးထားလို့ပဲဖြစ်ပါတယ်။အဲ့နောက်Team 7ကိုတီးပြူလိုက်ပြီးစစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်ကြပါတယ်။အဲ့စစ်စင်ရေးကတော့ထိုရာဆိုတဲ့ကြောင်တကောင်ကိုသူ့တခင်စီပြန်ဖမ်းပေးရတာမျိုးဖြစ်ပြီးTeam 7ကလည်းအောင်မြင်မြင်ဖမ်းပေးနိုင်ခဲ့ပါတယ်။အဲ့နောက်ရွာသားကြီးကTeam 7အတွက်နောက်ထပ် mission တွေကိုထပ်ပြီးပေးပါတယ်။နောက်တော့ဒီလိုပြင်းစရာအကောင်းတဲ့ကြောင်ဖမ်းကြွက်ဖမ်းလုပ်တွေကိုမလုပ်ချင်ကြောင်းနဲ့ပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ mission တစ်ခုကိုပေးဖို့တောင်းဆိုလိုက်ပါတယ်။ရွာသားကြီးကလည်းနာအိုကိုနားလည်အောင်အကောင်းဆုံးရှင်းပြပေးပေမဲ့နာအိုကနားမထောင်တာကြောင့်စီအဆင့်ရှိတဲ့ mission တစ်ခုကိုပေးလိုက်ပါတယ်။သူတို့ဟာလူတစ်ယောက်ရဲ့တတ်တော်စောက်ဖြစ်လှုပ်ကြရမှာဖြစ်ပြီးအဲ့လူကတော့ထာဇူနာလို့ခေါ်တဲ့တရားတီဆောက်တဲ့သူတူပဲဖြစ်ပါတယ်။သူတရားကိုတီဆောက်ပြီးသည့်အထိသူ့ရဲ့အသက်ကိုတာဝန်ယူစောက်ရှောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။နာအိုကလည်းလက်ခံလိုက်ပြီးဒီခရီးကိုစတင်ခဲ့ကြပါတယ်။ခရီးဆက်ထားခြင်းမှာပဲမတင်ကားပွဲရလူနှစ်ယောက်ကနာအိုတို့ရဲ့နောက်ကိုလိုက်လာခဲ့ကြပါတယ်။ခရီးလမ်းမှာလည်းခါခါရှိနေတဲ့ Shinori Universe ရဲ့လုံးလုံးပုံလဲပတ်ပုံတွေကို Orient တွေနားလည်အောင်ရှင်းပြပေးထားပါတယ်။သူတို့အခုလက်ရှိသွားနေတဲ့နေရာဟာလှိုင်းလုံးရွာဖြစ်ပြီးနင်ဂျာမရှိတဲ့ရွာတစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးမီလေရှေလျှက်စစ်စားတဲ့တိုင်းပြည်၅ခုရှိပြီးအဲ့၅ခုမှာရွာကြီး၅ခုစီထပ်ပြီးပါရှိပါတယ်။ရွာ၅ခုမှာခါခဲ9ယောက်စီရှိပြီးအင်အားအကြီးမားဆုံးရှီနိုဘီတွေလည်းဖြစ်ကြပါတယ်။ဒီအကြောင်းကိုတော့ခါခါရှိတယောက်ရှင်းပြရင်းနဲ့ခရီးဆက်လာခဲ့ကြပါတယ်။ခရီးကြာလာတဲ့အမျှမူမမှန်တဲ့ຢာလူတွေကိုခါခါရှိတယောက်စတင်ခံစားလာရပါတယ်။မိုးမရွာတဲ့အချိန်မှာရေအိုင်လေးတွေရှိနေတာကြောင့်ပါခဏအကြာတော့ရေအိုင်တစ်ခုရဲကနေလူနှစ်ယောက်ထွက်လာပြီးချင်းကျိုးနဲ့ခါခါရှိကိုဘက်ကရှင်းပြလိုက်ပါတယ်
အဲ့နောက်နာရိုနာကိုရောက်လာပါတယ်ဘာလို့ရမလဲဆိုတာကိုသိတဲ့ Sasuke ကတော့ချင်းကျိုးကိုစက်ကြာနဲ့ခုနိုင်သားကိုအသုံးပြုပြီးဖျက်ပစ်ခါနာရိုကိုကဲတင်လိုက်ပါတယ်ချင်းကျိုးမရှိတော့တဲ့နောက်သူတို့ရဲ့နောက်ထပ်ပြစ်မှတ်တစ်ခုဖြစ်တဲ့ထာဇူနာစီကိုရောက်လာခဲ့ကြပါတယ်ဒီချိန်ခါကာရှိထွက်ပေါ်လာပြီးနှစ်ယောက်စလုံးကိုတားဆီးလိုက်နိုင်ပါတယ်နာရိုကတော့ဘာမှမလုပ်နိုင်တဲ့အပြင်ပုတ်ထဲကဓမ္မပဲတယ်လို့ဆိုပါပဲလက်မှာပါတန်ရရသွားပါတယ်ခါကာရှိကတော့ထာဇူနာကိုမတင်ငါဖြစ်လာတာကြောင့်ဒီရှီနိုဘီတွေနဲ့ဘလို့ပတ်သက်နေလဲဆိုတာကိုမေးပါတယ်ရှီနိုဘီတွေနဲ့ရင်ဆိုင်ရတဲ့မစ်ရှင်ကအဆင့် B သို့မဟုတ်အဆင့် A မှာရှိတာကြောင့်တာဝန်နဲ့ပတ်သက်ပြီးတောင်းဆိုချက်မှာမလိမ်ခဲတင်ဘူးလို့ပြောလိုက်ပါတယ်အခုအချိန်တွေကနာရိုရဲ့လက်ကလည်းအစိမ့်မိထားတာကြောင့်ခီးကိုဆက်လို့မရတဲ့အခြေအနေဖြစ်နေတယ်နာရိုကလည်းတော်တော်ခံစားတော့ရပြီးဒီလောက်တောင်မှအသုံးမကျရဘူးလားဆိုပြီးသူ့ရဲ့အစိမ့်မိထားတဲ့လက်ကိုခုနိုင်တာနဲ့ထိုးဖောက်ပစ်လိုက်ပါတယ်ဒီတရားကိုတိုက်တယ်ပြီးနောက်ထပ်တရေပေါ်မကြောက်တော့ဘူးလို့လည်းသစ္စာဆိုလိုက်ပါတယ်ခါကာရှိကတော့သွေးထွက်လွန်ပြီးတခုခုဖြစ်မှဆိုရင်တဲ့အတွက်နာရိုရဲ့ဒဏ်ရာကိုကြည့်ပေးနေပါတယ်ကြည့်ပေးနေတော့မှပဲဒဏ်ရာဟာတတ်တာပျောက်ကင်းနေတာကိုတနည်းအားဖြင့် healing လုပ်နေတာကိုတွေ့ရှိခဲ့ရတယ်အဲ့နောက်ပတိစီးပေးရခိုးမိရဲ့ chakra တွေဆိုတာကိုခံစားမိလိုက်တယ်တစ်ဖက်ကတောအုပ်တစ်ခုထဲမှာမြူနင်းဖုံးရွာရဲ့မကောင်းဆိုးဝါးလို့နာမည်ကြီးတဲ့ဇာဘူဇာကတော့သူ့ရဲ့တပည့်ကျော်2ယောက်ကြာရှုံးသွားတဲ့အတွက်အလောက်လာတဲ့သူနဲ့ပြဿနာရှင်းနေရပါတယ် brother ကဒီအထိကြီးလာခဲ့ပြီးဆိုရင်တော့ anime fan တယောက်ဒါမှမဟုတ်လဲ Gizi Gun နဲ့ Hidden Spuran တို့ရဲ့အမာခံပရိသတ်တယောက်လို့ယူဆလို့ရပြီဒါကြောင့်မလို့ brother အနေနဲ့ t-shirt တစ်ထည်ရှာနေတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Gizi Gun နဲ့ Hidden Spuran တို့ကို support ပေးခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်စီမှာ anime t-shirt တွေပြင်အခြား trend ဖြစ်နေတဲ့ t-shirt တွေကိုလာအားပေးလို့ရပါတယ်အကယ်၍ brother က brother ကျိုင်းနှစ်သက်ရာကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်လေကျိုင်းနှစ်သက်ရာ sticker site ခါလာနဲ့ပုံစံအမျိုးမျိုးနဲ့ကို pre-order လာတင်လို့ရပါပြီဈေးနှုန်းကတော့ sticker site ခါလာနဲ့ပုံစံတို့အပေါ်မူတည်ပြီးကွဲပြားသွားမှာပဲဖြစ်ပါတယ်ဆက်သွယ်ရမယ့် link လေးကိုတော့ဒီဗီဒီယိုရဲ့ description မှာဖော်ပြပေးထားပါမယ်တစ်ဖက်ကနာအိုဒိုကလည်းသူတို့ရဲ့ခီးကိုရေချောင်းလမ်းကိုအသုံးပြုပြီးလှေနဲ့ခီးဆက်လာခဲ့ကြပါတယ်မြူတွေကလည်းအုံဆိုင်နေပြီးလှုပ်ဝက်စွာပဲသွာလာနေကြရပါတယ်ဒါတွေကိုပို့ပြီးမတင်ငါဖြစ်လာတဲ့ခါခါရှိကတော့ထာဇူနာကိုအကြောင်းမှန်တွေကိုပြောပြပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်ထာဇူနာကတော့သူဟာဂါဒိုဆိုတဲ့စီးပွားရေးသမားတစ်ယောက်ရဲ့ပြစ်မှတ်တစ်ခုဖြစ်နေကြောင်းပြောပြပါတယ်ဂါဒိုကုမ္ပဏီဟာအပြင်ပိုင်းမှာကမ္ဘာအင်အားကြီးစီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီးအတွင်းပိုင်းမှာတော့မှောင်ခိုလုပ်ငန်းကိုလုပ်ကိုင်နေကြတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်လေတိုင်းပြည်ကိုလော်ဝက်ကြီးအုပ်ချင်နေတာကြောင့်ဒီကျွန်းရဲ့ကူတန်ရောင်းဝယ်ရေးတွေကိုလည်းထိန်းချုပ်ထားခဲ့ပါတယ်သူမလိုလားတာတစ်ခုပဲရှိတယ်ဒီတရားကြီးစောက်ပြီးသွားမှာကိုပါပဲနောက်ပြီးသူတာဝန်ကိုလိန်ခဲ့တာကလည်းသူတို့လေတိုင်းပြည်ကအရန်ဆင်းရဲတာကြောင့်ပတ်စံများဆဆမပေးနိုင်လို့ပဲဖြစ်ပါတယ်ဒီလိုနဲ့နာအိုဒိုလည်းစိတ်ကန်းစီကိုဘေးကင်းနဲ့ရောက်လာခဲ့ကြပြီးထာဇူနာရဲ့အိမ်စီကိုဆက်လက်ခရီးနှင်ခဲ့ကြပါတယ်ခရီးနှင်လာခဲ့တဲ့လမ်းမှာလည်းမတင်ကားစရာရုံတကောင်ကိုတွေးရှိခဲ့ရပြန်ပါတယ်ထုံးစံတိုင်းကျွန်တော်တို့အားလုံးမျှော်လင့်ထားကြတဲ့ဇာဘူဇာကရောက်နေတာဖြစ်ပြီးခိုနိုဟာရွာရဲ့ကော်ပီနင်ဂျာခါခါရှိကိုပါရှီမွန်စပြူလိုက်ပါတယ်အချိန်သိစွဲမနေပဲသူကင်ဆောင်ထားတဲ့ဂျာကူဘီကီရီဘိုချိုနဲ့ပြစ်ခါကိုထင်ပြလိုက်ပါတယ်မွေချင်းချိန်နေတယ်လို့ပဲပြောရပါမယ်ခါခါရှိကလည်းဇာဘူဇာကိုသိနေခဲ့ပြီးရင်ဆိုင်ဖို့အတွက်သူပိုင်ဆိုင်တဲ့ရှရင်းကန်ကိုထုတ်လိုက်ပါတယ်ဒီနေရာမှာရှရင်းကန်အကြောင်းကိုပါ Orient ဆိုရင်နားလည်အောင်တခါတည်းရှင်းပြပေးထားပါတယ်ရှရင်းကန်ဆိုတာမျက်လုံးကိုအသုံးပြုပြီးလှုပ်ရှားပုံလှုပ်ရှားဟန်ဒီနဲ့တကွဂျစ်စုတွေကိုပါကြိုတင်မြင်နိုင်ပါတယ်အဲ့ဒါပြင်ခြားဂျစ်စုတွေကိုပါ copy နိုင်ပြီးလိုက်ပြီးအသုံးပြုနိုင်ပါသေးတယ်နောက်ပြီးဒီ sharing ကို Uchiha clan member တွေပဲအသုံးပြုနိုင်တာဖြစ်ပြီးတော်တော်အစွမ်းထက်တဲ့အရာတစ်ခုလို့ပဲပြောရပါမယ်အဲ့နောက်နှစ်ယောက်စလုံးကအပြောတွေကိုရက်လိုက်ကြပြီးအလုံးနဲ့ပဲတက်တည်ပြကြပါတယ်ဇာဝူဇာကလည်းသူ့ရဲ့မြူနင်းကိုဖြောက်တိုင်းကိုစတင်အသုံးပြုလိုက်ပါတယ်ဒီနေရာမှာမြန်မာလိုပဲပြောနေတယ်ဆိုတာကကြီးတဲ့သူအစ်စ်တွေပါနေခဲ့ရင်နားမလည်မှာဆိုလို့ပါအချက်အလက်စုံစုံလင်လင်ကိုသိရရင်ဂီစီကွက်ဘက်မှာအသေးစိတ်ကိုခွန်နဲ့တက်ထပ်ပြီးလုပ်ပေးပါမယ်မြူတွေကလည်းတဖြည်းဖြည်းအုံမိုင်းလာပြီးဘာမှမမြင်ရတော့တဲ့အနေအထားတစ်ခုကိုရောက်လာပါတယ်ဒီချိန်ခါကာရှိဘက်ကလည်းရှရင်းကန်ကိုစတင်အသက်သွင်းလိုက်ပါတယ်ဒီချိန်ဇာဝူဇာတယောက်နာအိုဒိုရဲ့အလဲကိုရောက်ချလာခဲ့ပါတယ်ခါကာရှိလည်းသူ့ရှရင်းကန်ရဲ့အလျင်နဲ့ဇာဝူဇာကိုခုနိုင်တာနဲ့ပြေးပြီးထိုးလိုက်ပါတယ်ထိုးလိုက်တာကဇာဝူဇာရဲ့မီဇူဘီရှင်နိုဂျစ်စုဖြစ်နေပြီးအနောက်ဘက်ကနေဇာဝူဇာဝင်ချလာကခါကာရှိကိုပိုက်ဖျက်လိုက်ပါတယ်သူပိုက်ဖျက်လိုက်တာကလည်းခါကာရှိရဲ့မီဇူဘီရှင်နိုဂျစ်စုဖြစ်နေပြီးခါကာရှိကအနောက်ကနေဓာတ်နဲ့ထောက်လိုက်ပါတယ်ဒါနဲ့ထောက်ထားတဲ့ဘော်ရီကလည်းမီဇူဘီရှင်နိုဂျစ်စုဖြစ်နေပြီးအနောက်ကဘော်ရီရဲ့စစ်ကခါကာရှိကိုကန်လိုက်ပါတယ်ခါခါရှိလည်းရွေးချယ်စရာမရှိတော့တာကြောင့်ရေထဲကိုခုန်ဆင်းလိုက်ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဆူရီယိုနိုဂျစ်စုကိုမိသွားပါတယ်ဆူရီယိုနိုဂျစ်စုဆိုတာဖမ်းချုပ်နည်းတစ်မျိုးပါပဲဇာဝူဇာလည်းသူ့ရဲ့ဘော်ရီရဲ့စစ်နဲ့ခါခါရှိကိုဖမ်းချုပ်ထားလိုက်ပြီးနာအိုဒိုရိုကိုတော့သူ့ရဲ့ခါဂဲဘော်ရှင်နိုဂျစ်စုနဲ့ပဲ
ဖြစ်ရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ခါကာရှိကတော့နာအိုတိုတို့ကိုထာဇူနာကိုခေါ်ပြီးပြေးခိုင်းခဲ့ပါတယ်ဒါပေမဲ့နာအိုတိုဆာစကေဆာကူရာနဲ့ထာဇူနာတို့ဟာမပြေပဲခါကာရှိကိုကဲတင်နိုင်ဖို့ဇာဘူဇာရဲ့ခါကဲဘောရှင်နိုဂျူစုကိုရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်ပြောနေဆိုနေဆာစကေတယောက်ဇာဘူဇာကိုတိုက်ခိုက်ပါတယ်ဒါပေမဲ့ဇာဘူဇာကိုမရှင်နိုင်ခဲ့ပါဘူးနာအိုတိုကတော့ကြောင်အားလန့်အားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်ကဒဏ်ရာကိုသတိရသွားပြီးဇာဘူဇာတက်နှင်းထားတဲ့သူ့ရဲ့နှစ်ဖူးစည်းကိုပြေးပြီးထူလိုက်ပါတယ်နှစ်ဖူးစည်းကိုရသွားပြီးနောက်ဇာဘူဇာကိုရင်ဆိုင်ဖို့၃ယောက်သာပြင်ဆင်လိုက်ကြပါတယ်ဒီလိုကလေးကလားလုံးနေတဲ့နာအိုတိုတို့ကိုဇာဘူဇာကသူ့ရဲ့ငယ်ဘွားကိုပြောပြပါတယ်သူတို့ရဲ့မြူနင်းဖုံးရွာမှာနင်ဂျာစာမေးပွဲကိုအောင်မြင်ဖို့အတွက်အတန်းသားချင်းချင်းပြန်ပြီးတည်ကြရပါတယ်နောက်ဆုံးအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကပဲနင်ဂျာဖြစ်လာမယ်ပေါ့ဇာဘူဇာရဲ့ငယ်ဘွားကအဲ့လိုလူတွေထပ်ပို့ပြီး broken evil ဆန်တယ်လို့ပြောလို့ရပါတယ်ဘာလို့ဆိုသူကိုယ်တိုင်စာစစ်တဲ့သူအပါအဝင်ចောင်းသားပေါင်း100ကျော်လောက်ကိုထပ်ပြီးတက်ဖြတ်ပစ်ခဲ့တာပါပြောနေဆိုနေဇာဘူဇာကစာစကဲကိုဝင်တိုက်ခိုက်ပါတယ်စာစကဲကိုထိရကြောင့်နာအိုတိုကလည်းသူ့ရဲ့ခါကဲဘောရှင်နိုဂျစုကိုအသုံးပြုလိုက်ပါတယ်နာအိုတိုရဲ့ရိတ်ကိုဘော်ရီနဲ့ထိန်းထားလိုက်ပြီးစာစကဲကိုနတ်ဆိုးလေးပွေစက်ကြဒစင်းဖြစ်ပေးလိုက်ပါတယ်အဲ့စက်ကြရဲ့နာမည်ကိုတော့ခါကဲရှိရဂင်နိုဂျစုလို့ခေါ်ကြပါတယ်ဘာလို့ဆိုစက်ကြဒစင်းထဲမှာနောက်ထပ်အရေးစက်ကြဒစင်းထပ်မှန်ပါရှိလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဇာဘူဇာအနေနဲ့ကတော့အဲ့ရှိရဂင်ကိုရှောင်ပြလိုက်ပါတယ်သူမသိတာကတော့အဲ့ဒုတိယမြောက်ရှိရဂင်ဒစင်းဟာနာအိုတိုဖြစ်နေတယ်ဆိုတာပါပဲနာအိုတိုတယောက်ခုနိုင်တာကိုအသုံးပြုပြီးဇာဘူဇာစီကိုလှမ်းပစ်လိုက်ပါတယ်နာအိုတိုပစ်လိုက်တဲ့ခုနိုင်တာကိုဇာဘူဇာမရှောင်နိုင်တာကြောင့်အသုံးပြုထားတဲ့ဆူရီယိုနိုဂျစုကိုရပ်တန့်လိုက်ရပါတယ်ဒေါသထွက်သွားတဲ့ဇာဘူဇာလည်းသူကင်ဆောင်ထားတဲ့ရှိရဂင်နဲ့အဆုံးသတ်ဖေးဖို့ပြင်ဆင်လိုက်ပါတယ်သူ့ရဲ့လက်ကိုအသုံးပြုပြီးအနာခံတားလိုက်ပါတယ်အဲ့နောက်သူတို့နှစ်ယောက်ကစစ်မှန်တဲ့ဗတ်တဲ့တစ်ခုကိုစတင်ဖွင့်လှစ်လိုက်တယ်ပေါ့စစ်မှန်တဲ့ဗတ်တဲ့တစ်ခုဆိုတာရိတ်ကိုဘွားတွေရေကိုဘွားတွေကိုရောင်ဖျောက်တာတွေဘာဆိုဘာမှမပါဝင်ပဲဒဲဒဲချင်းရှင်ချတာကိုဆိုလိုပါတယ်ဇာဘူဇာကတော့လက်ကွက်ပေါင်းများစွာနဲ့ဆွီတုံဆွီယိုဒါနိုဂျစုကိုထုတ်သုံးဖို့အတွက်ကြိုးစားပါတယ်ကာဘီနင်ဂျာခါကာရှိကလည်းဇာဘူဇာရဲ့ဆွီတုံဆွီယိုဒါနိုဂျစုကိုရှရင်ကန်နဲ့ပြန်ပြီးအသုံးပြုပြလိုက်ပါတယ်အချိန်တော်တော်လေးတယောက်ပဲ copy သွားနိုင်ရဆိုပေမဲ့တော်တော်လေးကိုတီးကြတယ်လို့ဆိုနိုင်ပါတယ်ခါကာရှိတို့ရင်ဆိုင်တိုက်ခိုက်နေတော့တစ်ပင်တပင်ပေါ်ကနေမတ်ဆက်ထားတဲ့လူတယောက်ဟာစောင့်ကြည့်နေပါတယ်အဲ့နောက်ဇာဘူဇာနဲ့ခါကာရှိတို့လည်းထုံးစံတိုင်းလက်ကွက်တွေကိုပြိုင်လူပုံဖော်နေကြပါတယ်ခါကာရှိကဇာဘူဇာရဲ့အာယုံတွေကိုလှည့်စားပြီးသူ့ထက်ရင်သူ့ရဲ့ဂျစ်စုကိုအသုံးပြုပြလိုက်ပါတယ်ဇာဘူဇာလည်းခါကာရှိရဲ့ water style giant border ဂျစ်စုအောက်မှာမြင့်မြုပ်သွားပါတော့တယ်အဲ့နောက်ခါကာရှိကသူ့ရဲ့ခုနိုင်ဓာတ်တွေနဲ့ဇာဘူဇာကိုပစ်ထားလိုက်ပါတယ်အဲ့နောက်ဇာဘူဇာကိုဆုံးသက်ဖို့လုပ်နေတော့အဒစင်းကဇာဘူဇာရဲ့လေဘင်းကိုဖျက်ထိုးသွားပါတယ်ဒီလိုပြစ်လိုက်တဲ့သူဟာခုနကဇာဘူဇာရဲ့တိုက်ပွဲကိုစောင့်ကြည့်နေတဲ့မက်ဆက်ထားတဲ့သူတယောက်ပဲဖြစ်ပါတယ်ခါကာရှိလည်းအောက်ကိုဆင်းလာပြီးဇာဘူဇာအသက်ရှိမရှိစမ်းသက်ကြည့်တဲ့အခါဇာဘူဇာမှာအသက်မရှိတော့တာကိုသိလိုက်ရပါတယ်မက်ဆက်ထားတဲ့သူကလည်းသူ့ရဲ့တာဝန်ကဇာဘူဇာကိုရှင်းပြဖို့ဖြစ်ကြောင်းရှင်းပြပေးပါတယ်ခါကာရှိဘက်ကမသိင်ကကင်းဖြစ်နေတာကြောင့်သုံးသက်ဆင်ခြင်နေပါတယ်လုံချန်သူကကလေးသက်သာအရွယ်သားရှိသေးတဲ့လူတစ်ယောက်ဖြစ်လို့နေခဲ့ပါတယ်နာအိုတိုတယောက်ရောက်လာပြီးဒီအခြေအနေဒီအဖြစ်အပျက်တွေကိုလက်မခံနိုင်ဖြစ်နေရှာပါတယ်အမည်မသိမျက်နှာဖုံးနဲ့လူတဲ့ဇာဘူဇာရဲ့အလောင်းကိုတာဝန်အရဆိုပြီးခေါ်ဆောင်သွားခဲ့ပါတယ်နာအိုတိုကတော့အသက်ကိုယူတဲ့နီလန်အပြင်အခြားဘာနီလန်မှမရှိတော့တာလားလို့မေးရင်ဒီအမှန်တရားကိုလက်မခံနိုင်ဖြစ်နေရှာပါတယ်ခါကာရှိကလည်းသူတို့ရဲ့တာဝန်တွေမပြီးဆုံးသေးတာကြောင့်ခရီးဆက်ကြဖို့ပြောရင်ရုတ်တရက်ဆိုသလိုမေ့လဲသွားပါတယ်ခါကာရှိပြန်လို့လာတော့ထာဇူနာရဲ့အိမ်ထဲမှာရောက်နေပြီဖြစ်ပြီးသူ့ရဲ့ရှရင်ကန်ကိုအသုံးလွန်သွားရဲဆိုတာသူသိလိုက်ပါတယ်သူပြန်လို့လာတော့မျက်နှာဖုံးတက်ဆင်ထားတဲ့လူတွေရဲ့အကြောင်းကိုရှင်းပြပေးပါတယ်မျက်နှာဖုံးတက်ဆင်ထားတဲ့လူတွေကိုအမ်ဘူလို့ခေါ်ဆိုကြပြီးပေးရတဲ့တာဝန်ကိုမကြာရှုံးမဲအောင်မြင်ထမ်းဆောင်ကြရသူတွေပါသူတို့ရဲ့တာဝန်ဟာအခြားလူတယောက်ကိုလက်ဆလက်နမကြံအောင်ရှင်းပြပေးရတာမျိုးပါတစ်ဖက်ကမျက်နှာဖုံးနဲ့လူလဲဇာဘူဇာကိုတခုလှုပ်ဖို့အတွက်စူးစမ်းနေပါတယ်သူပြုတ်လုံနေတော့မှပဲဇာဘူဇာနိုးထားလာခဲ့တယ်တကယ်နဲ့မျက်နှာဖုံးနဲ့လူကခါကာရှိတို့ကိုလဲစားပြီးဇာဘူဇာကိုကဲတင်လာခဲ့တာပဲဖြစ်ပါတယ်ဇာဘူဇာနဲ့မျက်နှာဖုံးတက်လူတို့ဟာတနီးနီးနဲ့ပတ်သက်ဆက်ဆက်နေတဲ့ပုံရပြီးဇာဘူဇာကတော့နောက်တစ်ချိန်ခါကာရှိတို့ကိုအနိုင်ယူပြမယ်လို့ကြုံဝါလိုက်ပါတယ်ခါကာရှိရဲ့ဘက်ကလည်းဇာဘူဇာသေဆုံးခြင်းအပေါ်စိတ်မတင်မကျဖြစ်နေခဲ့ပါတယ်ခါကာရှိလည်းဖြစ်နိုင်ခြေရှိတဲ့အရာမှန်သမျှကိုတွက်ဆပြီးဇာဘူဇာမသေးသေးဘူးလို့ကောက်ချက်ချလိုက်ပါတယ်နာအိုတိုကတော့ဇာဘူဇာမသေးသေးတာကိုသိလိုက်ရတော့ဝမ်းသာသွားတဲ့ပုံရပါတယ်ဒါပေမဲ့ခါကာရှိရဲ့ရှရင်ကန်ကလည်းအချိန်တစ်ခုကြာတဲ့အထိအနာပေးထားရအောင်မှဖြစ်တာကြောင့်အကယ်၍တစ်ခုအများဖြစ်လာခဲ့ရင်ဆိုတဲ့အတွင်းနဲ့နာအိုတိုတို့ကိုသူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးဖို့အဆုံးဖြတ်ချက်ချခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအိနာရီဆိုတဲ့ကလေးတယောက်ရောက်လာပြီးမဖြစ်နိုင်တဲ့ကိစ္စတစ်ခုကိုစိတ်ကူးရင်မနေဘူးပြောလိုက်ပါတယ်အဲ့ကလေးကအခြားသူတော့မဟုတ်ပါဘူးထာဇူနာရဲ့မြေဖြစ်ပြီးသူ့ရဲ့အဖေမရှိတော့တဲ့ကသူ့ရဲ့ကောင်းဆူရာတွေဘာတွေညာတွေကိုအယုံကြည်မင်းနေခဲ့တာဖြစ်ပြီးတော်တော်စိတ်တန်ရရနေတဲ့ကလေးတယောက်လို့ဆိုကြပါစို့
သူ့ရဲ့အဖေဖြစ်သူအကြောင်းတွေးမိတိုင်းငိုနေလေးရှိတဲ့ကလေးတစ်ယောက်ပဲဖြစ်ပါတယ်ဒီအချိန်လေးကိုနားလဲသွားတဲ့သူကတော့နာအိုတိုပါမိဘမရှိသူအချင်းချင်းကိုချင်းစာပေးနိုင်တဲ့ပုံရပါတယ်အဲ့ဒီနောက်ခါကာရှိကနာအိုတိုဆာစကဲနဲ့ဆာကူရာတို့ကိုလေ့ကျင့်ပေးဖို့အတွက်တောအုပ်တစ်ခုစီကိုခေါ်ဆောင်လာခဲ့ပါတယ်ဒီနေရာမှာလဲချာဂရာရဲ့အလုံးလုံးပုံကို audience တွေနားလဲအောင်အနည်းငယ်ရှင်းပြပေးထားပါသေးတယ်အဓိကတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေကိုပေါင်းစီချာဂရာတွေကိုလည်းပေါင်းစီအဲ့နှမျိုးကိုရောဆက်လက်သင်္ကေတအသုံးပြုပြီးจิစုတွေကိုအသုံးပြုကြရတယ်ပေါ့အဓိကခါကာရှိတင်ပေးမဲ့အရာကချာဂရာကိုထိန်းချုပ်တဲ့နည်းတစ်ခုပဲဖြစ်ပါတယ်ခါကာရှိရဲ့ချာဂရာကအနည်းငယ်ပဲရှိရပါဒါကြောင့်သူကဘက်တရီမှာဆိုရင်ချာဂရာကိုအကောင်းဆုံးထိန်းချုပ်ပြီးပွဲကိုအကောင်းဆုံးထိန်းပြသွားတဲ့ပုံစံမျိုးပါဒါကြောင့်သူ့အတွက်ချာဂရာထိန်းချုပ်ပုံကအရန်အရေးပါအရာရောက်တယ်လို့ပဲဆိုကြပါစို့အခါရှိရဲ့အကြောင်းကိုလည်းကီစီကွက်ပတ်မှာခဏလေးတက်တက်ထပ်ပြီးလုပ်ပေးပါဦးမယ်အဲ့ဒီနောက်ချာဂရာကို balance ညီမျှအောင်ပြုလုပ်တဲ့သင်ခန်းစာကိုသင်ကြားပေးပါတယ်သင်ခန်းစာကတော့ရိုးရှင်းပါတယ်တစ်ပင်ပေါ်ကိုခြေထောက်နဲ့ပဲတက်ရမှာပဲဖြစ်ပါတယ်ချာဂရာကိုသာထိန်းချုပ်နိုင်ခဲ့ရင် gravity ကိုပါထိန်းချုပ်နိုင်မယ်လို့တနည်းအားဖြင့်အဓိပ္ပာယ်တက်ရောက်စေပါတယ်ခါကာရှိကတော့တစ်ပင်ပေါ်ကိုခြေထောက်အပေါ်မှာပဲချာဂရာတွေစူးစီးပြီးတက်ပြသွားခဲ့ပြီးနာအိုတိုတို့ကိုလည်းခုနိုင်တာတလက်စီပေးပြီးသူတို့ချာဂရာကို control နိုင်အောင်လေ့ကျင့်ခိုင်းခဲ့ပါတယ်ဆာကူရာကတော့အစဉ်ချောနေခဲ့ပြီးနာအိုတိုနဲ့ဆာစကဲတို့ကတော့တိုင်ပတ်နေခဲ့ကြပါတယ်ချာဂရာကိုထိန်းချုပ်တာဖြည်းဖြည်းနဲ့မှတ်မှန်လေးလုပ်ဖို့လိုအပ်ပြီးအရင်ကြီးမလောဖို့လိုအပ်ပါတယ်အတွေ့အကြုံလေ့ကျင့်မှုတို့နဲ့ဆိုင်ပြီးသူကလည်းစပိန်စီးတာရေကူးတာတွေနဲ့အနည်းငယ်တော့ဆင်တူပါတယ်အချိန်ကြာကြာလေ့ကျင့်လိုက်ရင်တော့ဒီရာရဲ့ balance ကိုသဘောပေါက်နားလည်သွားမှာဖြစ်ပြီးတက်မြောက်သွားမှာပါဒီလိုနဲ့တိတ်နားမလဲအရန်လောနေတဲ့နာအိုတိုနဲ့ဆာစကဲတို့နေရာဆက်ပြီးလေ့ကျင့်ရတယ်ပေါ့တစ်ဖက်ကဇာဝူဇာစီမှာလည်းဂါရိုတယောက်ပြဿနာလာရှာနေပါတယ်ထုံးစံအတိုင်းမရှက်ဘူးလားပါညာပေါ့ဇာဝူဇာကိုထိရင်မခံတဲ့ကောင်လေးကလည်းသူ့ရဲ့ထူးခြားတဲ့မျက်လုံးတစ်စုံကိုအသုံးပြုပြီးဂါရိုရဲ့လူတွေကိုကောင်းကောင်းကြီးတတိပေးလိုက်ပါတယ်ဂါရိုကလည်းနောက်တစ်ခါထပ်ပြင်းမလွယ်ဘူးပါညာပြောပြီးလစ်သွားပါတယ်တစ်ဖက်ကနာအိုတိုကတော့ချာဂရာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုဆာကူရာစီကိုမေးမြန်းနေရှာပါတယ်နောက်တစ်နေ့မှာတော့ထာဇူနာတယောက်တရားကိုစောက်လုပ်နေပြီးဆာကူရာကတော့စောင့်ကြည့်ပေးနေရပါတယ်ထာဇူနာနဲ့တူတရားစောက်လုပ်နေတဲ့တငယ်ချင်းကရုတ်တရက်အလုပ်ထွက်ချင်ပြီလို့ပြောလာပါတယ်ထာဇူနာကလည်းစိတ်ဆိုးသွားပြီးတရားစောက်လုပ်နေတာကိုရှင်းနာလိုက်ပါတယ်တစ်ဖက်ကနာအိုတိုနဲ့ဆာစကဲတို့လည်းချာဂရာကိုအကောင်းဆုံးထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားနေကြပါတယ်ထာဇူနာကတော့ဆာကူရာနဲ့အတူတရားဆောက်လုပ်နေတာကိုရှင်းလာလိုက်ပြီးဈေးဝယ်ထွက်လာခဲ့လိုက်ကြပါတယ်။ထာဇူနာတို့ရဲ့မျိုးဟာအရန်ကိုမှစင်ရဲနွမ်းပါပြီးတဖုံးစားတွေလူဆိုးတခိုးတွေပေါ်တော်နေအောင်ကိုများပြားလွန်လာပါတယ်။ဆာကူရာကလည်းဒီမြင်ကွင်းကိုကြည့်ရင်စိတ်မကောင်းဖြစ်နေချိန်ထာဇူနာကတရားကြီးတာပြီးသွားရင်အရင်လိုကုသရောင်းဝယ်မှုတွေဖြစ်ထွန်းပြီးမျိုးကြီးပြန်လဲတာယာလာမှာပါလို့ပြောလိုက်ပါတယ်။နားလည်အောင်ရှင်းပြရရင်ဂါတိုဝါဒီမျိုးရဲ့ကုံသွဲစီးစင်းမှုတွေကိုထိန်းချုပ်ထားတာဖြစ်ပြီးထာဇူနာကတော့လွတ်လပ်တဲ့ကုသရောင်းဝယ်မှုတွေကိုပြုလုပ်နိုင်ဖို့တရားကြီးကိုစောက်လုပ်နေတာပဲဖြစ်ပါတယ်။တစ်ဖက်ကတော့အုပ်ထဲမှာလည်းနာအိုတိုနဲ့ဆာစကဲတို့ကချာဂရာကိုထိန်းချုပ်နိုင်ဖို့အတွက်ညာဘက်အထိလေ့ကျင့်နေခဲ့ကြပါတယ်။နာအိုတိုဆာကူရာကိုမေးလို့ဆာကူရာဖြေပေးခဲ့တဲ့အဖြေကကျွန်တော်ရင်ကရှင်းပြခဲ့တယ်လို့ပါပဲ။တင်းတင်းမြားတာတဲ့ချာဂရာတစ်ခုကိုခြေရောက်စီပို့လို့ရမှာပဲဖြစ်ပါတယ်။နာအိုတိုတယောက်ဆာကူရာရဲ့နီလန်တိုင်ကြိတ်ကြိုးစားနေတော့ဆာစကဲကမေးခွန်းတစ်ခုမေးလိုက်ပါတယ်။သူမေးလိုက်တဲ့မေးခွန်းကဆာကူရာဖြေခဲ့တဲ့အဖြေကဘာလဲဆိုတာကိုပါတောက်ကျင်မကောင်းတဲ့နာအိုတိုကတော့ဆာစကဲကိုမပြောပြခဲ့ပါဘူး။သူတို့လေ့ကျင့်ပြီးတဲ့နောက်အိမ်ကိုပြန်လာခဲ့ကြကညစာကိုထာဇူနာတို့ရဲ့မိသားစုနဲ့အတူစားတောက်ခဲ့ကြပါတယ်။စားတောက်နေကြရင်နဲ့ဆာကူရာကနေရံမှာချိတ်ဆွဲထားတဲ့မပြေးစုံတဲ့တပုံအကြောင်းကိုမေးလိုက်ပါတယ်။ချက်ချင်းဆိုသူတို့အိမ်နာရီတယောက်ထထွက်သွားပါတယ်။ဒါကြောင့်ထာဇူနာကတော့အတိတ်ကအရာတွေကိုပြန်လည်ပြောပြပေးခဲ့ပါတယ်။အဲ့ဒီလူကအိမ်နာရီရဲ့အဖေရင်းမဟုတ်တယ်လို့သူတို့နဲ့လည်းဘာမှသွေးသားတော်ဆန်မှုမရှိပါဘူး။သူ့ကိုကျွန်းတကျွန်းလုံးရဲ့သူရဲကောင်းဖြစ်သတ်မှတ်ထားတာဖြစ်ပြီးမတော်တဆမှုတစ်ခုကြောင့်ဆုံးပါသွားခဲ့ပါတယ်။ဒီနေ့အိမ်နာရီရဲ့အနိုင်ကျင့်ခံရပြီးရင်းနေတဲ့အချိန်အဲ့လူကကယ်ပေးခဲ့တာဖြစ်ပြီးအဲ့လူရဲ့နာမည်ကတော့ခိုင်စာလို့ခေါ်ပါတယ်။အိမ်နာရီရဲ့အဖေရင်းကဆုံးပါသွားခဲ့တာမျိုးဖြစ်ပြီးခိုင်စာနဲ့အိမ်နာရီတို့ကတားဖလို့ဆက်ဆံရေးမျိုးကိုဖြစ်လာခဲ့တယ်။မိုးများပြီးမြေရေကာတာကျိုးတဲ့အခါတို့အခြားမျိုးရဲ့လိုအပ်တဲ့အချိန်တိုင်းအသက်ဆွန့်ပြီးစူးစမ်းပေးလေရှိသူမို့မျိုးရဲ့သူရဲကောင်းလို့ကိုဖြစ်လာခဲ့တယ်။ဂါရိုရောက်လာတဲ့တနေ့ခိုင်စာလည်းအဖမ်းခံရပြီးအပြည့်ရှင်းချင်းကိုခံခဲ့ရပါတယ်။ဂါရိုကမျိုးကိုထိန်းချုပ်ချင်တာကြောင့်မျိုးရဲ့သူရဲကောင်းခိုင်စာကိုရှင်းပစ်တယ်လို့ပဲအယိုးရှင်းဆုံးပြောရပါမယ်။နောက်ထပ်မျိုးကိုကာကွယ်မဲ့သူတွေလည်းခိုင်စာလို့အဖြစ်မျိုးနဲ့ပဲကြုံတွေးကြရလိမ့်မယ်ဆိုတဲ့ mindset ကိုအဓိကထည့်ပေးထားတာပေါ့။သူ့ရဲ့အဖေကိုဆုံးရှုံးလိုက်ရကြတဲ့ကအိမ်နာရီလေးဟာသူရဲကောင်းဆိုတာတွေကိုအယုံကြည်မဲ့လက်မခံတော့တာပဲဖြစ်ပါတယ်။ဒီအကြောင်းတွေကိုနားထောင်နေရတဲ့နာအိုတိုကတော့စိတ်တူတူနဲ့မတက်ထားရလိုက်ပေမဲ့သူ့ရဲ့ခြေတော်ဟာချာဂရာအသုံးပြုမှုလိုတာထက်ကျော်လွန်နေတဲ့အဆင့်ကိုရောက်နေတာကြောင့်လဲကျသွားပါတယ်။အဲ့နောက်နာအိုတိုတယောက်တုံရင်နဲ့မတက်ထားရလိုက်ပြီးသူရဲကောင်းဆိုတာတကယ်ရှိကြောင်းတက်သေးပြမယ်လို့ကြုံဝါလိုက်ပါတယ်
နောက်နေ့မနက်ခင်းတစ်ခုမှမျက်နှာဖုံးတဲ့အမျိုးသားတစ်ယောက်ဟာတာမန်အဝတ်စားတွေဝတ်ပြီးတောထဲကိုစားဦးစားအတွက်ဆေးပင်တွေရှာဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်။အမတ်မထင်မင်းညကတညလုံးလေးချင်းပြီးအိပ်ပျော်နေတဲ့နာအိုတိုနဲ့သွားဆုံပါတယ်။နာအိုတိုမှန်းသိနေတဲ့မျက်နှာဖုံးနဲ့လူလည်းအစုံတက်လိုက်လို့ရပါမယ်။အစုံတက်ရမယ့်အစားနာအိုတိုကိုနှိုးလိုက်ပါတယ်။နာအိုတိုနိုးလာပြီးတယောက်နဲ့တယောက်အချင်းချင်းစကားတွေပြောပြခဲ့ကြပါတယ်။ဒီလိုစကားပြောရင်မျက်နှာဖုံးနဲ့လူရဲ့ဘဝဇာတ်ကြောင်းကိုဖော်ပြပေးထားပါတယ်။သူ့ရဲ့ငယ်ဘဝဟာမိဘမဲ့တယောက်ဖြစ်ခဲ့ပြီးနေစရာအိမ်မရှိစားစရာမရှိပဲကြီးပြင်းနေရတဲ့ကလေးတစ်ယောက်ပါ။ဒီနေ့ဇာဝူဇာရောက်လာပြီးသူ့ကိုမွေးစားခဲ့တယ်ပေါ့။အဲ့နောက်နာအိုတိုကိုနှုတ်ဆက်ပြီးသူကယောက်ျားလေးတစ်ယောက်ဖြစ်ကြောင်းပြောကပြန်သွားခဲ့ပါတယ်။သူလည်းပြန်ဆာစကဲကလည်းရောက်လာခဲ့ပါတယ်။နေ့လယ်လောက်ကျတော့ခါကာရှိနဲ့ဆာကူရာတို့နာအိုတိုရှိရာစီကိုလိုက်လာခဲ့ကြပါတယ်။အမတ်မထင်မဲ့နာအိုတိုနဲ့ဆာစကဲတို့ကချာဂရာကိုကောင်းစွာထိန်းချုပ်တတ်နေပြီကိုတွေ့ခဲ့ကြရပါတယ်။တစ်ဖက်ကဇာဝူဇာကတော့မျက်နှာဖုံးနဲ့လူရဲ့နာမည်ကိုခေါ်လိုက်ပါတယ်။မျက်နှာဖုံးနဲ့လူရဲ့နာမည်ကဟာကူပဲဖြစ်ပါတယ်။နာအိုတိုနဲ့ဆာစကဲတို့လည်းညာဘက်ထိလေးချင်းဖြစ်ခဲ့ကြပြီးနောက်ဆုံးတစ်ပင်ရဲ့ထိပ်ပြားထိတက်နိုင်ခဲ့ကြပါတယ်။အဲ့နောက်သူတို့နှစ်ယောက်အိမ်ကိုပြန်လာခဲ့ကြပြီးထာဇူနာတို့နဲ့အတူညစာစားလိုက်ကြပါတယ်။ညစာစားရင်ထာဇူနာဟာသူ့ရဲ့တရားကပြီးစီးသွားမည်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ချိန်ရုတ်တရက်အိမ်နာရီကသူလည်းဘာမှလုပ်နိုင်တာမဟုတ်ပဲဝင်ပြီးရှာရှည်ပြန်ပါတယ်။နာအိုတိုကလည်းအမြဲမျက်ရည်လွယ်နေတဲ့တောက်ကလေးကိုအမြဲတမ်းငိုနေတဲ့တောက်ယူလိုပဲပြောကထားထွက်သွားပါတယ်။ခါကားရှိတဲ့အိမ်နာရီကိုနာအိုတိုရဲ့ဘဝအကြောင်းရှင်းပြပေးပြီးနာအိုတိုရဲ့ဘဝကသူ့ထက်ဆိုးနေတာတော့သူကဘယ်တော့မှမငိုခဲ့ဘူးလို့ပြောပြပေးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ခါကားရှိရောကနာအိုတိုအရန်ပင်ပန်းပြီးအိမ်နေတာကြောင့်ထာဇူနာကိုစောင့်ဖို့တာဝန်ကိုအနာပေးကထားခဲ့လိုက်ပါတယ်။တစ်ဖက်ကဇာဘူဇာနဲ့ဟာကူတို့ကတရားစီကိုကြိုတင်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ခဏကြာတော့နာအိုတိုတယောက်နိုးထလာခဲ့ပြီးခါကားရှိရိုစီကိုအမိလိုက်သွားခဲ့ပါတယ်။လိုက်သွားတဲ့လမ်းမှာမတင်ကားစရာတောဝက်တစ်ကောင်ကိုဖော်ထားတာတွေ့လိုက်ရပါတယ်။ထာဇူနာတို့တရားပေါ်ရောက်သွားတဲ့အခါမှာတော့ဆောက်လုပ်ရေးသမားတွေအကုန်လုံးဟာအရှင်းပြစ်ခံထားတာကိုတွေ့လိုက်ကြရပါတယ်။အိမ်နာရီရဲ့အိမ်မှာလည်းဂါရိုရဲ့လူတွေဟာရောက်နေပြီပဲဖြစ်ပါတယ်။တရားပေါ်ကိုလည်းဇာဝူဇာရဲ့သင်္ကေတလို့ပြောလို့ရတဲ့မြူတွေကဆိုင်းလာခဲ့ပါတယ်။ချက်ချင်းဆိုသလိုဇာဝူဇာရဲ့ရေကိုဘွားတွေကခါကာရှိရိုကိုဝိုင်းလာခဲ့ပါတယ်။ခါကာရှိနဲ့ဆာစကဲရိုလည်းဇာဝူဇာရဲ့ကိုဘွားတွေအကုန်လုံးကိုအချိန်တိုတွင်းဖယ်ထုတ်လိုက်ပါတယ်။အဲ့နောက်ဟာကူနဲ့ဇာဝူဇာတို့ကပေါ်ထွက်လာခဲ့ပါတယ်။အဲ့နောက်တစ်ဖက်နဲ့တစ်ဖက်အပြန်လန်သုံးသက်ပြီးရဲ့နောက်ဟာကူနဲ့ဆာစကဲဘက်တဲကိုစတင်ဖွင့်လှစ်လိုက်ကြပါတယ်။တစ်ဖက်ကဂါရိုရဲ့လူတွေကလည်းအိမ်နာရီရဲ့အမေကိုတစားကန်နေနဲ့ခေါ်ဖို့အိမ်ထဲကိုဝင်လာကြပါတယ်။အိမ်နာရီကလည်းထုံးစံတိုင်းငိုနေတာကလွှင့်ရင်ကြံတာမတက်နိုင်ခဲ့ဘူးပေါ့။သူ့အမေကတော့တစားကန်နေနဲ့ဖမ်းခေါ်တာခံခဲ့ရပါတယ်။ရုတ်တရက်ဆိုသလိုနာအိုတိုရဲ့စကားတွေကိုသတိရသွားတာကြောင့်အိမ်နာရီရဲ့ငိုနေတာကိုရှက်လိုက်ပြီးသူ့အမေကိုကယ်ဖို့ပြေးထွက်လာခဲ့ပါတယ်။ဗီလိန်နကောင်ကလည်းပြေးထွက်လာခဲ့တဲ့ကလေးကိုရှင်းပြဖို့ဓာတ်ကိုပြင်ဆင်လိုက်ပါတယ်။တစ်ဖက်ကဆာစကဲလည်းဟာကူကိုရင်ဆိုင်တိုက်ခိုက်နေရပါတယ်။ဟာကူကတော့သူ့ရဲ့ဂျေဆုကိုလက်တစ်ဖက်ထဲနဲ့ပိုအဆင့်မြင့်ပြီးအသုံးပြုပြလိုက်ပါတယ်။သူအသုံးပြုလိုက်တဲ့ဂျေဆုကအထောင်ထိုးချက်ဖြစ်ပြီးဆာစကဲနဲ့ဒီဂျေဆုကနေရုံထွက်ဖို့ချာဂရာကိုထိန်းချုပ်လိုက်ပါတယ်။တစ်ဖက်ကအိမ်နာရီနဲ့သူ့ရဲ့အမေကိုနာအိုတိုကကယ်တင်လိုက်ပါတယ်။ဗီလိန်နကောင်ကိုလည်းနာအိုတိုအနေနဲ့အကောင်းဆုံးဖြေရှင်းလိုက်နိုင်ပါတယ်။တစ်ဖက်ကဆာစကဲကတော့ခြေထောက်စီကိုချာဂရာပို့လို့ပြီးဝိုးကိုခုံကဟာကူရဲ့ချစ်စုကိုရှောင်လိုက်နိုင်ပါတယ်။အဲ့နောက်ဟာကူရဲ့မျက်နှာကိုပါပိတ်ကန်လိုက်နိုင်ပါတယ်။ခါကာရှိလည်းဆာစကဲအနိုင်ထင်နဲ့အားချောင်းလိုက်ပါတယ်။တစ်ဖက်ကနာအိုတိုလည်းလူဆိုး2ယောက်ကိုကြိုးတုပ်ပြီးအိမ်နာရီနဲ့အခါဆာစကဲတို့ရှီယာစီကိုပြေးလာခဲ့လိုက်ပါတယ်။မျက်နှာကိုပါအကန်ခံလိုက်ရတဲ့ဟာကူတယောက်ဆာစကဲကိုတက်ညာနေစရာတောက်ကြောင်းမရှိတော့တာကြောင့်အစင်းမြင့်ချစ်စုတစ်ခုကိုအသုံးပြုလိုက်ပါတယ်။ရေခဲမှန်တွေနဲ့ဆာစကဲရဲ့ဘေးပတ်ပတ်လက်ကိုကာရင်လိုက်ပါတယ်။ဂျေဆုတစ်ထောင်ကိုတော့ကော်ပီထားနိုင်တဲ့ခါကာရှိကိုရိုက်တာမတွေ့ဘူးမမြင်ဘူးတဲ့ unit ဖြစ်တဲ့ဂျေဆုတစ်ခုဖြစ်နေခဲ့ပါတယ်။ဟာကူကသူပေါ်ပေါ်လိုက်တဲ့မှန်ချက်တစ်ခုတွေကိုဝင်ရောက်သွားပြီးမှန်ချက်တိုင်းကိုသူ့ရဲ့ပုံတူတွေဖြစ်ပြောင်းလဲလိုက်ပါတယ်။အားချောင်ထားတဲ့ခါကာရှိတဲ့အခြေအနေမဟန်တာကြောင့်ဆာစကဲကိုကယ်ဖို့လို့ဇာဝူဇာကဝင်ရှုံးနဲ့ကြုံရပါတယ်။ဟာကူရဲ့ဂျေဆုကတာမန်လူတယောက်အတွက်နားလဲရခက်တဲ့ထဲမှာပါပါတယ်။မမြင်ရတဲ့အရာတစ်ခုကဆာစကဲကိုအကျဉ်းရေမရေတွက်နိုင်အောင်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။အဲ့နဲ့ပြည်သူလိုအက်ကပဲတွားနေတယ်လို့အနေထားတစ်ခုမှရှိပါတယ်။ဆာကူရာလည်းဆာစကဲစီကိုကူနိုင်တလက်ပြစ်ပေးလိုက်ပါတယ်။ပြစ်ပေးလိုက်တဲ့ကူနိုင်ကြားကိုတောင်ဟာကူနေနဲ့ဖမ်းပြလိုက်ပါတယ်။ဒီလိုဖမ်းထားတဲ့အချိန်စက်ကြာတစ်စင်းပြစ်လွတ်လိုက်ပြီးဟာကူကိုအလေးဝင်တိုက်လိုက်ပါတယ်။ဒီလိုအထာကြကြစက်ကြာကိုပြစ်လွတ်လိုက်တဲ့သူကအခြားသူတော့မဟုတ်ပါဘူး။နာအိုတိုပါ။နာအိုတိုရောက်လာတဲ့ဇာဘူဇာကစက်ကြာနဲ့ပြစ်လွတ်လိုက်ပါတယ်။ဇာဘူဇာပြစ်လွတ်လိုက်တဲ့စက်ကြာတွေကိုနာအိုတိုမရှောင်နိုင်မှန်းဟာကူတယောက်သိရကြောင်းသူ့ရဲ့အက်တွေနဲ့ဇာဝူဇာရဲ့စက်ကြာတွေကိုတားလိုက်ပါတယ်။ဟာကူလည်းနာအိုတိုကိုသူ့ရဲ့လက်မှာအပ်ဖို့အတွက်ဇာဝူဇာကိုတောင်းဆိုလိုက်ပါတယ်။တကယ်တမ်းတေချာစဉ်းစားကြည့်လိုက်ရင်ဟာကူကဆာစကဲကိုအညာပေးနေတာပဲဖြစ်ပါတယ်
ခါခါရှိကလည်းနာရူတိုကိုကူညီပေးချင်ပေမဲ့မတက်တာတဲ့အခြေအနေကြောင့်ရဲကြီးနေရောကလွှဲပြီးမတက်နိုင်ပါဘူးဟာကူလည်းဆာစကဲကိုဖြည့်ရှင်းဖို့မှန်တဲ့ကိုနောက်တစ်ချိန်ထပ်ဝင်သွားပါတယ်ထုံးစံတိုင်းဆာစကဲတယောက်ဟာကူပြုသမျှနူရပါတော့တယ်ဆာစကဲလည်းဟာကူရဲ့ဂျစ်စုကိုနားလည်အောင်ကြိုးစားကြည့်ပေမဲ့မှန်တဲ့ကနေအက်နဲ့ပြစ်နေတာမျိုးမဟုတ်သလိုအက်ကရွေရှားနေတာမျိုးလည်းမဟုတ်ပြန်ပါဘူးကာပီနင်ဂျာခါခါရှိတောင်မှဟာကူဂျစ်စုရဲ့အလုံးလုံးပုံကိုနားလည်နိုင်ဖို့ခက်ခဲနေရှာပါတယ်ဆာစကဲကတော့သူအတွင်းကနေထိန်းထားမှဖြစ်ပြီးနာရူကိုအပြင်ကနေအပြေရှာဖို့တွေးနေပေမဲ့ဆရာသမားကအထဲထဲကိုမဖိတ်ခေါ်ပဲဝင်ချလာပါတယ်မတက်နိုင်တဲ့အဆုံးဆာစကဲလည်းရေခဲနဲ့ပြုလုပ်ထားတဲ့မှန်တွေဖြစ်တာကြောင့်သူရဲ့ Fireball ဂျစ်စုကိုအသုံးပြုပြီးဖြည့်ရှင်းကြည့်ပါတယ်အလုံးမဖြစ်ပြန်ပါဘူးဆာစကဲရောနာရူတိုပါဟာကူရဲ့ဂျစ်စုကိုမရှုမလခံကြရပါတယ်နာရူတိုလည်းဟာကူရဲ့ခန္ဓာကိုယ်စစ်ကိုခါကဲဝရှင်တို့တွေအသုံးပြုပြီးရှာဖွေပါတော့တယ်အလုပ်ဖြစ်တယ်လို့ပဲပြောရပါမယ်ဟာကူသုံးနေတဲ့တိုက်ကမှန်တိုင်းကပုံရိပ်တွေစီကို teleport တဲ့ဂျစ်စုပဲဖြစ်နေပါတယ်အဲ့ဒီတိုင်းကိုဂန်ခဲဂန်ခိုင်လို့ခေါ်ပြီးခါခါရှိရဲ့ sharing ကန်ကလည်းဂန်ခဲဂန်ခိုင်နဲ့မှာပါဝင်ပါတယ် DNA မှာပါလာတဲ့မွေးရပါစွမ်းရည်တစ်မျိုးဖြစ်ပြီးမျိုးရိုးလိုက်တာလို့လည်းပြောလို့ရပါတယ်နောက်ကြလို့ရှိရင်တော့ Gizi ကွက်ဘက်မှာ connect ထပ်ပြီးလုပ်ပေးပါဦးမယ်နာရူတိုကတော့သူ့ရဲ့အိမ်မက်အကြောင်းကိုဟာကူကိုပြောပြလိုက်ပါတယ်အိမ်မက်ဆိုလို့ဟာကူကလည်းသူ့ရဲ့အတိတ်ကိုပြန်လည်သတိရသွားပါတယ်သူ့ရဲ့အတိတ်ကအရန်ကိုမှခက်ခဲကြမ်းတမ်းခဲ့တာဖြစ်ပြီးရှင်နိုဘီဖြစ်ဖို့အတွက်အရန်ကိုခက်ခဲခဲ့ပါတယ်ဒါကြောင့်ဒီတိုက်ပွဲဟာသူ့အတွက်အရေးကြီးရှာပါတယ်ဒါကြောင့်မလုပ်ချင်ပေမဲ့လုပ်ရမယ့်တာဝန်ရှိလာပါတယ်ဟာကူရဲ့ဂျစ်စုကိုခါခါရှိတယောက်သဘောပေါက်နားလဲသွားပြီးနောက်နာရူတိုနဲ့ဆာစကဲတို့ကိုသွားပြီးကယ်ရတော့မယ်ဆိုတာနားလဲသွားခဲ့ပါတယ်ဟာကူရဲ့ဂျစ်စုကိုခါခါရှိတယောက်သဘောပေါက်နားလဲသွားပြီးနောက်နာရူတိုနဲ့ဆာစကဲတို့ကိုသွားပြီးကယ်ရတော့မယ်ဆိုတာနားလဲသွားခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ Sharingan ကိုဒုတိယအကြိမ်အသုံးပြုဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်ပထမအကြိမ်ခံထားရတဲ့ဇာဘူဇာလည်းအထာသိသွားတာကြောင့်ခါခါရှိရဲ့လက်ကိုခုနိုင်ထားနဲ့ပြေးပြီးထိုးလိုက်ပါတယ်နောက်ပြီးသူ့ကိုနိုင်ရင်တောင်ဟာကူကိုမနိုင်နိုင်ဘူးဘာလို့ဆိုသူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပြီးဆရာထက်လက်ဆောင်ပိုထက်တဲ့တပည့်တယောက်ဖြစ်နေပြီဖြစ်ကြောင်းအမွန်တင်လိုက်ပါတယ်ဒီနေရာမှာတခြားကြည့်ရင်စစ်မှန်တဲ့ဆရာတယောက်ရဲ့မြစ်တာဆိုတာကိုခံစားမိစေတယ်ခါခါရှိဘက်ကလည်းသူ့ရဲ့တပည့်ဖြစ်သူတွေကိုတန်ဖိုးထားလေးစားသလိုဇာဘူဇာအနေနဲ့ကလည်းဟာကူအပေါ်ယုံကြည်မှုအပြည့်အဝရှိနေတာကိုတွေ့ခဲ့ရတယ်ဂျစ်စုရဲကနာရူတိုကတော့ကပတိန်လိုငါဒါကိုတနေ့ကုန်လုံနိုင်နေကြီးချနေပြီးခါကဲဘွန်ရှင်နိုဂျစ်စုကိုနောက်တစ်ချိန်ထုတ်တုံလိုက်ပါတယ်နာရူတိုရဲ့ခါကဲဘွန်တွေတောင်ထွက်ခါစားပဲရှိသေးတယ်ဆာစကဲနဲ့နာရူတိုရဲ့ခန္ဓာကိုယ်ပါတန်ရာပေါင်းများစွာရရှိနေခဲ့ကြပြီနာရူတိုကလည်းနောက်တစ်ချိန်ရိတ်ကိုပွားတွေကိုထပ်ပြီးအသုံးပြုပါတယ်နာရူတိုအသုံးပြုတဲ့ခါကဲဘွန်တွေကိုဆာစကဲအနေနဲ့အလကားမဖြစ်စေချင်တာကြောင့်ရေကိုအသုံးပြုပြီးဟာကူရဲ့ဂျစ်စုကိုစမ်းသပ်ပါတယ်ဟာကူကရေကိုမရှောင်ရှားနိုင်သလိုသူ့ရဲ့မှန်တွေဟာလည်းရေနဲ့ပြုလုပ်ထားတာမဟုတ်ကြောင်းနားလေသဘောပေါက်စာပြူလာပါတယ်ဇာဘူဇာအနေနဲ့ကလည်းသူ့အပေါ်ကိုခါခါရှိရဲ့ sharing ကနှစ်ခါမတက်ရောက်နိုင်ဘူးလို့တတိပေးကခီရီခါကဲနိုဂျစ်စုကိုစတင်အသုံးပြုလိုက်ပါတယ်ဇာဘူဇာအချက်ပြလိုက်တော့ဟာကူအနေနဲ့ကလည်းသူ့ကိစ္စကိုအဆုံးသတ်ဖို့ပြင်ဆင်လိုက်ပါတယ်ပြောနေဆိုနေရင်နာရူတိုကခါခဲပေါ်နေထက်ခွဲထုတ်လိုက်တာကြောင့်ဆာစကဲကလည်းသူ့ရဲ့ Fireball ကိုပြင်ဆင်လိုက်ပါတယ်ဟာကူရဲ့ Speed နဲ့ Teleport Theory ကိုမှန်းဆတွက်ချက်ပြီးသူ့ရဲ့ Fireball ကိုမှုတ်ထုတ်လိုက်ပါတယ်။ဟာကူရဲ့ဘောင်းပီစားတော့မီးဆွဲသွားပြီးမျောလင်းချက်ရောင်ကြီးလေးတော့တန်းစာပြူလာပါတယ်။မျောလင်းချက်ရောင်ကြီးမဲသွားတာကတော့ခါခါရှိလို့ပဲပြောရပါမယ်။မြန်ကောင်းလွန်လာတဲ့ဇာဘူဇာအနေနဲ့ခါခါရှိရဲ့ Sharing ကန်အလုံးမလုံးနိုင်အောင်မျက်လုံးတွေကိုပိတ်ထားလိုက်ပါတယ်။ဇာဘူဇာကခါခါရှိရဲ့ Sharing ကန်အလုံးလုံးပုံအသေးစိတ်ကိုပြန်လည်သုံးသပ်ထားတာဖြစ်ပြီးနောက်ဆုံးခါခါရှိလုံးပြသွားတာဟာမျက်လုံးကိုကြည့်ပြီးစိတ်ဖက်နီးတစ်ခုပဲဆိုတာသဘောပေါက်နားလည်သွားခဲ့တာပါဒါကြောင့်မြူကိုထူအောင်လုပ်ကိုရောင်ဖြောက်မျက်စိမိတ်ပြီးခါခါရှိရဲ့ sharing ကန်ကို useless ဖြစ်အောင်လုပ်ခဲ့တယ်ခါခါရှိတယောက်ဘေးကျက်နန်ကျက်စဖြစ်လာတယ်လို့ဟာကူဘက်ကလည်းဘေးကျက်နန်ကျက်စဖြစ်လာတယ်လို့ပဲပြောရပါမယ်ဆာစကဲကတော့နာရူတိုကိုဂျစ်စုရဲ့အပြင်ကနေတိုက်ခိုက်ဖို့အတွက်အပြင်ကိုထွက်ခိုင်းခဲ့ပါတယ်အခုကတော့သူ့ရဲ့မှန်တိုင်းကို light reflection တွေထားစီပြီးသူကတော့အလင်းမြန်ဆုံး speed ကိုစတင်အသုံးပြုလာပါတယ်ဆာစကဲလည်းနာရူတိုကိုတဲချက်လုပ်ပြီးဟာကူကိုမြားခဲ့ပေမဲ့အလုတ်တော့သိမ့်မဖြစ်ခဲ့ပါဘူးဒီအချိန်မှာမန်းစားလို့ရလာတာကဟာကူရဲ့ chakra က limit ကိုရောက်လာနေပြီလို့ပြောလို့ရပါတယ်ဒါကိုသိတဲ့ဆာစကဲကတော့ဒေါက်တာ Strange လို့ဒေါ်မာမူကိုခဏခဏရင်ဆိုင်တယ်လို့ရင်ဆိုင်မယ်လို့တွေးလိုက်ပါတယ်တောက်ကလေးမင်းမှာ time stone မှာမရှိဟာ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  time stone မရှိတဲ့ Sasuke နဲ့ Naruto တို့ကိုဟာကူကအနဲ့မချစ်တော့ပဲနေကောင်းသွားအောင်အဆိုင်ကူပေးလိုက်ပါတယ်အချင်းမဟုတ်တဲ့ခါခါရှိဘက်ကလည်းဇာဘူးဇာပေါ်တွက်ဆမှုတွေပြန်လည်ပြုလုပ်နေပါတယ်သူတွက်ချလိုက်တဲ့တွက်ဆမှုကထာဇူနာနဲ့ဆာကူရာပါအချိန်မီထာဇူနာတို့စီပြေးသွားလိုက်ပြီးဇာဘူးဇာရဲ့ဓာတ်နဲ့ခုတ်ချင်းကိုခံလိုက်ပါတယ်
ဆာကူရာရဲ့ကျဲလောင်စွာအော်တန်တစ်ခုကြောင့်ဂျစုရဲကဆော့စ်ကဲနဲ့နာအိုတို့လည်းစိတ်ပူသွားပါတယ်။ဒါကြောင့်ချာဂရာကိုခြေထောက်မှာစူစီးပြီးအပြင်ကိုထွက်ဖို့နာအိုတို့တယောက်ကြိုးစားပါတော့တယ်။ထင်သလောက်မလွယ်ကူတဲ့အပြင်ဟာကူရဲ့ teleport speed ကလည်းကြက်သိမ်းထားလောက်အောင်မြန်ဆန်လွန်နေတာကိုတွေ့ခဲ့ရပါတယ်။အဲချောင်း100လောက်အစိုက်ခံထားရတဲ့နာအိုတို့လည်းမေ့လည်သွားပါတယ်။ဒီနေရာမှာစိတ်ပူရမှာကနာအိုတို့မဟုတ်ပဲဆာစကဲလို့ပြောလို့ရပါတယ်။ဘာလို့ဆိုနာအိုတို့ကသူ့ရဲ့ခန္ဓာကိုယ်ရဲ့က90ရဲ့ chakra fan နဲ့လျင်မြန်စွာ healing လုပ်နိုင်ပါတယ်။ဟာကူလည်းသူ့ရဲ့အတွေနဲ့အဓိကထားတိုက်ခိုက်ပေမဲ့ဆာစကဲကတော့သူ့ရဲ့အပေါင်း16000ကိုအဒစင်းတဲ့နဲ့ပြန်လည်ခုခံပြသနေပါတယ်။ဒီနေရာမှာဆာစကဲကဘာကြောင့်ဒီလိုမြန်တဲ့ speed ကိုလိုက်နိုင်နေရတာလဲ။အဖြေကတော့ရှင်းပါတယ်ဆာစကဲနဲ့ဟာကူတို့ဟာတူညီရဲ့ DNA စက္ကန့်တူတွေပဲဖြစ်ပါတယ်။ဆိုလိုချင်တာကတော့ဆာစကဲကလည်းကန်ခဲကန်ခိုင်တူပဲဖြစ်ပါတယ်။အပြင်မှာမာနေပေမဲ့နာအိုတို့ကိုတော့ချစ်ရှာပါတယ်။ဒေါ်လေးကိုနာအိုတို့ကိုရသလောက်စေးပေးနေတာကိုတွေ့ရတယ်။ဟာကူဘက်ကလည်းဟိုမန်ကပြစ်မလို့ဒီမန်ကပြစ်မလို့နဲ့အကောင်းဆုံးအယောင်ပြတိုက်ခိုက်နေပါတယ်။ပြောရင်းဆိုရင်ကျွန်တော်အစောကပြောခဲ့တဲ့ကန်ခဲကန်ခိုင်ဖြစ်တဲ့ဆာစကဲကသူ့ရဲ့မျိုးနွယ်ယူဂျီဟာရဲ့ DNA တစ်ခုဖြစ်တဲ့ရှရင်းကန်ကိုဖွင့်နိုင်ခဲ့ပါတယ်။ဂျိုတင်လေးချင်းပြင်ဆင်မှုမရှိသေးတဲ့ကန်ခဲကန်ခိုင်နဲ့တေချာဂျိုတင်လေးချင်းပြင်ဆင်ထားတဲ့ကန်ခဲကန်ခိုင်တို့တွေးကြပြီလို့ပြောလို့ရပါတယ်။ဒါကိုဂျိုတင်တွက်ဆထားတဲ့ဟာကူဘက်ကတော့ဆာစကဲရဲ့အားနည်းချက်ဖြစ်တဲ့နာအိုရိုစီကိုလှည့်လာပါတော့တယ်။တစ်ဖက်ကထာဆူနာကိုဝန်ခံပေးလိုက်တဲ့ဘော်ရီဟာခါခါရှိရဲ့တကယ်ဘော်ရီအစ်စ်ဖြစ်လို့နေခဲ့ပါတယ်။ထုံးစံတိုင်းဇာဘူးဇာကသူ့ရဲ့ဟာကူဘလောက်ကြမ်းတမ်းပါကြောင်းထုတ်ကြွရတာပေါ့။ခါခါကြီးဘက်ကလည်းစိတ်သက်စစ်စင်ရေးရလှုပ်ဝက်ထားတဲ့ဖဲချက်တစ်ခုကိုအရင်လှန်ပြလိုက်ပါတယ်။အဲ့ဒါကတော့ဆာစကဲကယူချီယာကလန်မန်ပါဆိုတာကိုပါပဲ။ဇာဘူးဇာလည်းနည်းနည်းပါးပါတော့စိုးရိမ်စိတ်ဖြစ်ပေါ်သွားပြီးအကယ်၍ဟာကူမနိုင်ရင်ကယ်ဆယ်လို့ရအောင်ခါခါရှိကိုအပြက်ရှင်းဖို့ပြင်ဆင်လိုက်ပါတယ်။တစ်ဖက်ကမှန်ကန်ထဲမှာတော့ဆာစကဲကနာအိုတို့ကိုထိမှန်မဲ့အချောင်းတွေကိုကိုစားအထီးကန်ပေးလိုက်ပါတယ်။နာအိုတို့တယောက်ရန်ခံစားသွားရပြီးထူးဆန်းတဲ့ချာဂရာတွေဟာအတိုင်းစားမရှိထွက်ပေါ်လာပါတယ်။ပုံစံကလည်းအရိုင်းကိုမီပုံစံပါ။ healing factor ကြီးကလည်း share ကြီးတက်ဆင်ပေးထားပါတယ်။ခါခါရှိကတော့ဒီချာဂရာတွေကိုခံစားမိလိုက်တာနဲ့ဘသူဘဲဝါရဲ့ချာဂရာဆိုတာတန်ပြီးသေးတာကြောင့်တော်တော်လေးစိုးရိမ်သွားတဲ့ပုံရပါတယ်။သူစိုးရိမ်နေတာကတော့သူ့ရဲ့ဆရာမီနာတို့ချိတ်ပိတ်ခဲ့တဲ့ကိုမီပြန်လွတ်လာမှာကိုပါ။နောက်တော့လည်းသူ့ရဲ့အရိုင်းကိုမီဖောင်ကိုရရှိသွားပြီးဟာကူကိုစတင်တိုက်ခိုက်ပါတော့တယ်။ဟာကူကိုရိုင်းကလည်းသူ့ရဲ့အချောင်းပေါင်းများစွာနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။ healing factor ကြီးလည်းတက်ဆင်ထားပြီးအတွင်းချာဂရာကလည်းမနေမနောဆိုတော့နာအိုတို့ကတိတ်ပြီးခယူးဆိုင်မနေပါဘူး။မာကျော်လွန်လာပါတယ်ဆိုရဲ teleport နိုင်တဲ့မှန်တွေပါနာအိုတို့ရဲ့ထိုးချက်ကြောင့်ကွဲထွက်ကုန်ပါတယ်။စန်ကြီးကလည်းကြောက်ခမန်းလိကြောက်စရာကောင်းလွန်လာပါတယ်။ဟာကူရဲ့မြန်ဆန်တဲ့တိုက်ခိုက်မှုတွေကိုပါသူ့ထက်ပိုမြန်တဲ့အမြန်နှုံးနဲ့ရှောင်ပြနေပါတယ်။ဒီအထက်လွန်လာတဲ့ချာဂရာတွေကိုထုတ်လွှတ်နေပြီးအဲ့ချာဂရာတွေကြောင့်မှန်တွေပါကွဲအပ်ကုန်ပါတယ်။ခါခါရှိရဲ့ဘက်ကလည်းဇာဝူဇာကိုရှင်းပစ်ဖို့စာလိတ်တလိတ်ပြင်ဆင်လိုက်ပါတယ်။နောက်တော့လည်းသူ့ရဲ့ချာဂရာတွေကိုလက်သီးမှာစုပြီးဟာကူရဲ့မျက်နှာကိုစောင့်ထိုးပစ်လိုက်ပါတယ်။အမှန်တိုင်းပြောရရင်ဒီစင်းကအားရဖို့ကောင်းတာအမှန်ပဲဘလို့အားရဖို့ကောင်းတာလဲဆိုတော့နောက်တို့ရဲ့ထိုးလိုက်တဲ့ထိုးချက်ကြောင့်ဟာကူရဲ့မျက်နှာပုံကပျက်စီးသွားခဲ့တယ်။နောက်ကျဘက်ကလည်းအချိန်ကောင်းကောင်းနဲ့ဟာကူကိုအဆုံးသတ်ဖို့ပြေးလာနေခဲ့ပြီးဆိုတော့ဒီနေရာမှာဟာကူဘက်ကလည်းသူ့ရဲ့နောက်ဆုံးအချိန်ကိုနှလုံးသွင်းလိုက်ပြီးဒါပေမဲ့နောက်တို့ကအဆုံးမသတ်ခဲ့ပါဘူး။အဆုံးမသတ်တဲ့အပြင်သူ့ရဲ့ night ရဲ့ရိုင်းဖောင်ကိုပါပြန်ပြီး control ပြသွားတာပုံမှန်ကြည့်လိုက်မယ်ဆိုရင်တော့တိတ်မသိတာပဲတော်တော် detail ကြပုံဖော်ပေးထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ရှင်းပြတာနဲ့ကလုံလောက်မှာမဟုတ်ဘူးလို့တော့အာမခံရတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့စင်းကိုတော့မကြည့်ရသေးရင်သွားပြီးတော့ကြည့်တင်ပါတယ်အဆုံးသက်လို့တွေးထားတဲ့သူနဲ့အဆုံးသက်ဖို့ပြင်ဆင်ထားတဲ့လူနှစ်ယောက်ရဲ့ခြားက emotion ကို massacre ချလိုက်တာနဲ့အပြောင်းလဲကြီးပြောင်းလဲသွားစေခဲ့တယ်ကြိုတိပြီးကြိုတင်ပြင်ဆင်ထားတဲ့လူနဲ့ဘာမှမသိထားတဲ့သူတယောက်ကိုချေရတဲ့လူတွေကိုဆိုဘဲချီနေမှာပဲဖြစ်ဖြစ်ဒါတော့ကာကွယ်ပေးခြင်းကြတယ်ဟာကူဘက်ကလည်းသူ့ရဲ့ငယ်ဘွားကိုနာရိုတို့ကိုပြန်ပြီးပြောပြပေးခဲ့တယ်ဟာကူပြောပြတဲ့သူ့ရဲ့ငယ်ဘွားအကြောင်းကိုတော့ကီစီကွယ်မှာရှာပြီးအားပေးနိုင်ပါတယ်အားမပေးမှဆိုလို့ဒီမှာထဲမပြောတော့ပါဘူးတွားကြည့်လိုက်ပါအရန်စိတ်ဝင်စားဖို့ကောင်းပြီးကန်ခဲကန်ခိုင်တွေရဲ့အကြောင်းကိုပါရှင်းပြပေးထားပါတယ်ဟာကူရဲ့ငယ်ဘွားကိုကျင်းချုပ်ပြီးပြောရမယ်ဆိုရင်တော်တော်ကြီးကို broken ဖြစ်ခဲ့တယ်လို့ပဲပြောရပါမယ်ဟာကူရဲ့ငယ်ဘွားကနာရိုတို့နဲ့ဆင်တူပြီးနာရိုကိုလည်းသူ့ကိုအစိုးသက်ဖေးဖို့တောင်းဆိုလိုက်ပါတယ်ခါခါရှိတဲ့သူပြင်ဆင်ထားတဲ့စာလိပ်ကိုအသုံးပြုပြီးစင်ခေါ်လိုက်ပါတယ်။သူစင်ခေါ်လိုက်တဲ့အရာဟာအရန်ကိုမှအနမ်းခံအားကောင်းတဲ့နင်ဂျာခွေးတစ်တိုက်ပဲဖြစ်ပါတယ်။ဒီနင်ဂျာခွေးတွေလည်းဇာဘူးဇာကိုလှုပ်လို့မရအောင်ကိုကြိုက်ခဲထားလိုက်ပါတယ်။ခါခါရှိပြောပုံရဆိုဇာဘူးဇာနဲ့သူ့ရဲ့အဖွဲဟာမီဇူကာကဲကိုလှုပ်ကြတဲ့နေရာမှာမချီမလာကိုကြာရှုံးခဲ့ပြီးသူကိုယ်တိုင်ကပါထွက်ပြေးပုံရှောင်နေခဲ့ရတာပါ။
သူပုံးရှောင်နေတော့ရိတ်ခါလိုအပ်ချက်ကြောင့်ဂါဒိုရဲ့အလုပ်တွေကိုလက်ခံနေတယ်ပဲဆိုကြပါစို့ခါခါရှိဘက်ကလည်းဇာဘူဇာကိုအဆုံးသတ်ဖို့ရီကီရီကိုထုတ်ပြလိုက်ပါတယ်အိနာရီကလည်းရွာထဲမှာရှိတဲ့ဂီချီဆိုတဲ့လူတယောက်ကိုနာအိုဒိုတို့ဘက်ကနေကူညီပေးဖို့တွားရောက်အကူအညီတောင်းခံနေပါတယ်ဒါပေမဲ့အဖိုးဘက်ကတော့ပျက်စီးဆုံးရှုံးစရာတွေအများများနေတာကြောင့်မကူညီပေးနိုင်ဘူးလို့ညှင်းဆန်လိုက်ပါတယ်အိနာရီလည်းတိုင်တဆင်လိုက်လံအကူအညီတောင်းခံခဲ့ပေမဲ့ဘယ်သူမှမကူညီပေးကြပါဘူးဟာကူဘက်ကတောင်းဆိုတဲ့တောင်းဆိုမှုကိုနာအိုဒိုကဖြည့်ဆည်းပေးဖို့ပြေးလာခဲ့ပေမဲ့ဇာဘူဇာရောက်နေတာကိုသိသွားတဲ့ဟာကူအနေနဲ့ပြေးထွက်သွားခဲ့ပါတယ်အခါရှိဘက်ကလည်းဇာဘူဇာကိုအဆုံးသတ်ဖို့အတွက်ချီဒိုရီတနည်းအားဖြင့်ရီကီရီနဲ့ထိုးသွင်းလိုက်ပါတယ်ဒါပေမဲ့သူထိုးသွင်းလိုက်တဲ့သူဟာဇာဘူဇာတော့မဟုတ်ခဲ့ပါဘူးတယ်လီဘောမန်နေဂျာနဲ့ရောက်ရှိလာခဲ့တဲ့ဟာကူကိုရိုင်းပဲဖြစ်လို့နေခဲ့ပါတယ်တစ်ဖက်ကအိနာရီကလည်းနာအိုဒိုကိုကူညီဖို့ဘယ်သူမှမပေါ်လာတာကြောင့်သူတယောက်ဖက်လေးတလက်ကိုကင်ဆွဲကထွက်လာခဲ့လိုက်ပါတယ်အိနာရီတကားဖွင့်လိုက်တဲ့အခါမှာတော့လူတစ်တိုက်ကအိနာရီရဲ့အိမ်ရှိကိုရောက်နေပြီပဲဖြစ်ပါတယ်တစ်ဖက်ကဟာကူကတော့အသက်မရှိတော့ပါဘူးဒါကိုမြင်တွေ့လိုက်ရတဲ့ဇာဘူဇာအနေနဲ့နည်းနည်းလေးကိုမှတုံလို့ပုံမရတယ်လို့ဝမ်းနည်းမှုတစုံတရာကိုမှမဖြစ်တဲ့ပုံရပါတယ်ဒါတွေကိုမြင်တွေ့လိုက်ရတဲ့နာအိုဒိုကတော့ဒေါသတကြီးနဲ့ပြေးလာခဲ့လိုက်ပါတယ်။နာအိုဒိုကိုမြင်တဲ့ဆာကူရာလည်းဝမ်းသာတကြီးနဲ့ဆာစကဲကိုမေးလိုက်ပါတယ်။နာအိုဒိုလည်းကြက်တည်သွားပါတယ်။ဆာကူရာသွားပြီးကြည့်တော့ဆာစကဲရဲ့အသားတွေကအေးဆက်နေခဲ့ပါပြီ။ခါခါရှိနဲ့ဇာဘူဇာရဲ့ဘတ်တဲကလည်းအရန်ကိုမှပြင်းထန်နေပါတယ်။ဇာဘူဇာရဲ့လှုပ်ရှားမှုအသေးစိတ်ကိုခါခါရှိနေနဲ့အေးအေးဆေးဆေးပုံဖော်နေနိုင်တာကိုတွေးခဲ့တယ်။နောက်ဆုံးဇာဘူဇာကိုအနိုင်ရဖို့အထိနှီးဆက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူတယောက်ရောက်လာခဲ့တယ်။ရောက်လာခဲ့တဲ့လူကတော့လူမိုက်ပေါင်း16000ကိုခေါ်လာခဲ့တဲ့ဂါဒိုပဲဖြစ်ပါတယ်။ဂါဒိုရဲ့ဘက်ကတော့ဇာဘူဇာကိုရောထာဇူနာကိုရောပါတခါတည်းရှင်ဖြစ်တော့မှာပါ။ဇာဘူဇာဘက်ကလည်းအပေးယူမရှိတော့တာကြောင့်ခါခါရှိကိုနှုတ်ဆက်လိုက်ပါတယ်။ဂါဒိုကလည်းသူ့ရဲ့လက်ကိုကျိုးအောင်လှုပ်ထားတဲ့ဟာကူရဲ့မျက်နှာကိုခြေထောက်နဲ့တက်နေလိုက်ပါတယ်။ဒါကိုလုံးဝသီးမခံနိုင်တဲ့လူကတော့နာအိုဒိုပါ။ဟာကူအနေနဲ့အသက်ပါပေးပြီးပေးဆက်ထားတာတော့ဇာဘူဇာအနေနဲ့လုံးဝတုတ်တုတ်မလုပ်တာကြောင့်နာအိုဒိုကဒေါသတကြီးနဲ့ဘာလို့လဲလို့ခဏခဏအမေးနေရှာပါတယ်။ဒီအချိန်မှာမှကျွန်တော်တို့ audience တွေအနေနဲ့ဇာဘူဇာရဲ့ emotion နဲ့အစစ်အမှန်ကိုမြင်တွေ့ခွင့်ရကြမှာပါ။အသေးမာနိုင်လို့သူကြီးဇာဘူဇာအနေနဲ့နောက်ဆုံးမှာတော့ငိုနေခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒီနေရာမှာဇာဘူဇာအနေနဲ့ရှီနိုဘီ logic တစ်ခုကိုပါရှင်းပြသွားခဲ့တယ်။ရှီနိုဘီဆိုတာအသုံးပြုခံရတဲ့ပစ္စည်းတွေလို့ထည့်ပြောသွားတယ်။နောက်ပြီးခဏလေးပဲတွေးဆုံခွင့်ရခဲ့တဲ့နာအိုဒိုတောင်ဟာကူအကြောင်းကိုရိပ်စားမိနေရင်အချိန်ကာလရှည်ကြာစွာအတူတူရှိနေခဲ့တဲ့ဇာဘူဇာကဟာကူစိတ်ကိုမသိဘူးဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဇာဘူဇာကဟာကူရဲ့စိတ်ကိုနားလည်နိုင်ဆုံးလူတစ်ယောက်ပါ။ဇာဘူဇာပြောပြတဲ့ဟာကူကအရန်ကိုမှကျင်နာတတ်တဲ့ကောင်လေးတစ်ယောက်ပါတဲ့။သူကိုယ်သူရင်မဟုတ်ပဲနာအိုဒိုနဲ့ဆာစကဲတို့ကိုပါငဲကြည့်ခဲ့တဲ့သူပါသူသာအဆုံးသက်ချင်တခဏအတွင်းအဆုံးသက်ပြစ်နိုင်တာကိုဘရာသာတို့လည်းရိပ်စားမိပါဆိုတော့ဒါရီထားပါနောက်ဆုံးအနေနဲ့ဇာဘူဇာလက်ခံသွားတဲ့အမှန်တရားကရှီနိုဘီရီအနေနဲ့ခံစားချက်မဲ့တဲ့အသုံးပြုခံပစ္စည်းတွေမဖြစ်သင့်တော့ဘူးဆိုတာပါပဲဇာဘူဇာအနေနဲ့ခုနိုင်ဓာတ်လက်ကိုနာအိုဒိုစီကနေတောင်းလိုက်ပါတယ်သူ့ရဲ့လက်နက်ဖက်စလုံးကခါခါရှိနဲ့တိုက်ခိုက်တော့ကဆုံးရှုံးလိုက်ရပြီဖြစ်တာကြောင့်ဗဇက်နဲ့ခုနိုင်ဓာတ်ကိုကိုက်ကဂါဒိုရှိရဲ့စီကိုပြေးသွားလိုက်တယ်ပေါ့တားစီရဲ့သူမှန်သမျှကိုခုနိုင်ဓာတ်လက်ထဲနဲ့ထိမ့်ပြသွားပြီးနောက်ဆုံးဂါဒိုကိုရှင်းပြလိုက်နိုင်တယ်ပေါ့နောက်ဆုံးဇာဘူဇာလည်းလူမိုက်တွေထိုးတဲ့ဓာတ်ချက်တွေကြောင့်သူ့ဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်လာခဲ့ပါတယ်အချိန်ကိုက်ဆိုသလိုတစ်ဖက်ကသေပြီလို့ထင်တဲ့ဆာစကဲကလည်းပြန်ပြီးနိုးထလာခဲ့ပါတယ်ဆိုတော့ the whole process ကြီးကိုဖန်တီးသွားတာကတော့ဟာကူကိုရိုင်းပါပဲသူ့အနေနဲ့ဘသူကိုမှမသေးဆုံးစေချင်ခဲ့ဘူးဒါကြောင့်ပဲသူကအသေးခံသွားခဲ့တာရိုးသားဝင်ခံရမယ်ဆိုရင်ကျွန်တော်နာအိုဒိုခစ်ကိုမကြည့်ဘူးအခုက fresh sign လို့ပြောရမယ်ဒါပေမဲ့စကြည့်တဲ့ဒီ chapter ကတကယ်ကိုမှ masterpiece လို့ခံစားရတယ်ဒါနဲ့ဒီ chapter ကအဆုံးမသက်သေးသွားဘူးဂါဒိုတေပြီးတော့ငှားလာတဲ့လူမိုက်တွေကသူတို့ရားစရာရှိတဲ့ငွေကြေးကိုကျွန်းပေါ်ကကျွန်းသူကျွန်းသားတွေရဲ့ပစ္စည်းဥစ္စာတွေကိုလူရက်မယ်ဆိုပြီးအလားတရွာလုံးကိုခေါ်လာတဲ့အီနာရီတို့အဖွဲ့လည်းရောက်လာတဲ့အတူနာအိုဒိုနဲ့ခါခါရှိရတဲ့ခါခဲပွန်းတွေထုတ်ပြလိုက်တော့လူမိုက်တက်တိုက်လည်းဖနှက်မပါပဲပြန်ပြီးပြေးသွားခဲ့ကြရတယ်အခုအချိန်ထိဇာဘူဇာအနေနဲ့အသက်ရှင်လျက်ရှိနေသေးတာကိုတွေ့ရပြီးခါခါရှိကိုဟာကူရဲ့မျက်နှာလေးနောက်ဆုံးအနေနဲ့မြင်သွားခြင်းနဲ့တောင်းဆိုလိုက်ပါတယ်အဲဆင်းကိုလည်းဝေဝေးစစားလေးဖန်တီးပေးထားပါတယ်ဟာကူရဲ့တင်ဂေတာဖြစ်တဲ့နှင်းဆက်ကလေးတွေတပွဲပွဲကြကဇာဘူဇာနဲ့ဟာကူရဲ့နောက်ဆုံးအချိန်လေးကိုအဆုံးသတ်ပေးလိုက်တဲ့ပေါ့တခုတီလိုက်ရတာကတော့ဟာကူရဲ့စိတ်ကနှင်းမုံလေးတွေလိုပဲဖြူစင်တဲ့ feeling တယောက်ဆိုတာပါပဲသူတို့နှစ်ယောက်ရဲ့အစိုးသက်ကိုဒီနေရာပဲရက်ချင်ပါတယ်သူတို့မျက်ရည်ဝဲစေတဲ့အစဉ်တစ်ခုဖြစ်လို့ပါအမှန်တိုင်းဝင်ခံရရင်တော့နာအိုဒိုကစ်ကိုစကြည့်ပြီးငိုရတာဒါကဒုတိယအချိန်ပါပထမအချိန်ကနာအိုဒိုကိုဆာစကဲနဲ့ဆာကူရာကထမင်းခိုးကြွေတဲ့ဆင်ပါကဲဒါရီထားပါတော့ဇ
ဇာဘူဇာနဲ့ဟာကူတို့ရဲ့ရုပ်လောင်းတွေကိုတော့အဲ့ဒီ Land for Wave ကျွန်းမှာပဲမြုပ်နှံထားခဲ့လိုက်ပါတယ်။အဲ့နောက်အိမ်နာရီတို့မိသားစုနဲ့ကျွန်းပေါ်ကလူတွေကိုနှုတ်ဆက်ရင်တင်းဆဲဘန်တို့တာဝန်ကိုအဆုံးသက်ကကြွားကိုပြန်လာခဲ့လိုက်ကြပါတယ်။ထာဇူနာအနေနဲ့လည်းတရားကြီးကိုအောင်မြင်မြင်နဲ့ဆောက်လုပ်ပြီးစီးခဲ့ပြီးဒီတရားကြီးရဲ့နာမည်ကိုတော့နာအိုဒိုလို့ပေးခဲ့ပါတယ်။ဇာဘူဇာနဲ့ဟာကူတို့ရဲ့ chapter ကတော့ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။ဒီနေရာမှာအရေးကြီးတာကတန်ဖိုးထားမှုပါ။ပိုပြီးအရေးကြီးတာကပွင့်လင်းစွာတန်ဖိုးထားမှုပါ။ဒီလောက်နဲ့ပဲ deep chapter ကိုအဆုံးသတ်လိုက်ပါမယ်။ brother ကဒီအထိကြီးလာခဲ့ပြီးဆိုရင်တော့ anime fan တယောက်ဒါမှမဟုတ်လဲ Kizzy Gun နဲ့ Hidden Spuran တို့ရဲ့အမာခံပရိသတ်တယောက်လို့ယူဆလို့ရပြီ။ဒါကြောင့်မလို့ brother အနေနဲ့ t-shirt တစ်ထည်ရှာနေတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Kizzy Gun နဲ့ Hidden Spuran တို့ကို support ပေးခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်စီမှာ anime t-shirt တွေပြင်အခြား trend ဖြစ်နေတဲ့ t-shirt တွေကိုလာအားပေးလို့ရပါတယ်။အကယ်၍ brother က brother ကျိုင်းနှစ်သက်ရာကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်လေကျိုင်းနှစ်သက်ရာ sticker, site, color နဲ့ပုံစံအမျိုးမျိုးနဲ့ကို pre-order လာတင်လို့ရပါပြီ။ဈေးနှုန်းကတော့ sticker, site, color နဲ့ပုံစံတို့အပေါ်မူတည်ပြီးကွဲပြားသွားမှာပဲဖြစ်ပါတယ်။ဆက်သွယ်ရမယ့် link လေးကိုတော့ဒီဗီဒီယိုရဲ့ description မှာဖော်ပြပေးထားပါမယ်။ဇာဘူဇာနဲ့ဟာကူတို့ရဲ့ mission ပြီးဆုံးသွားတဲ့နောက် Team 7 ကလည်းအရင်လိုပေါ့ပါ mission လေးတွေဆက်ပြီးလုပ်ကြရပါတယ်။ mission တွေတစ်ခုပြီးတစ်ခုသာပြီးသွားတဲ့စူပေါင်းလှုပ်ဆောင်ခြင်းဆိုတဲ့ဘောင်းအတွင်းကိုမဝင်နိုင်သေးတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။ညာအိုတိုကလည်း Sasuke ရဲ့လောင်းရိပ်အောက်မှာပဲရှိနေပြီး Sakura ကတော့အဖွဲမှာစိတ်အရေးမပါသေးတဲ့ခန္ဓာတစ်ခုမှာပဲရှိနေပါသေးတယ်။ Sasuke အနေနဲ့သူ့ရဲ့ရီမန်းချက်ပန်းနိုင်ဖြစ်တဲ့သူ့ရဲ့အကိုဖြစ်သူကိုလက်စားချေနိုင်ဖို့ထက်ဒီလိုအရေးမရအဖက်မရ mission လေးတွေကိုလုပ်နေရတာကြောင့်စိတ်ပြတ်နေရှာပါတယ်။ညာအိုတိုတို့ mission ပြီးသွားတော့ Konohamaru, Mogi နဲ့ Udo တို့ကနင်ဂျာအလုပ်တိုင်းကစားကြဖို့လာခေါ်ပါတယ်။သူတို့တွေစာရင်းနောက်ရင်းကနေမှထူးဆန်းလွန်လာတဲ့အခြားရွာကလူငယ်2ယောက်နဲ့ဝင်ပြီးတိုက်မိပါတယ်။ထူးဆန်းလွန်တဲ့ဘဲလဲခိုနိုဟာမာရုကိုစုံမပဲဘာညာပြောပြီးရန်စကားတွေစတင်ပြောဆိုနေပါတယ်။ခိုနိုဟာမာရုကိုကဲတင်ဖို့ပြေးလာခဲ့တဲ့နာအိုတိုကိုအင်ဂျီအနက်နဲ့ဘဲကထူးဆန်းတဲ့ကျေးဇူးတစ်မျိုးကိုအသွင်ပြလိုက်တာကြောင့်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းသွားပါတယ်။နောက်ဆုံးခိုနိုဟာမာရုကိုပိတ်ထိုးဖို့လှုပ်ဆာစကဲကဂဲတလုံးတဲနဲ့အထအကြဝင်ဖြေရှင်းလိုက်ပါတယ်။ဆာစကဲဘက်ကလည်းရွာထဲကိုဘာလာရှုပ်တာလဲဘာညာမေးနေတော့သူ့ရဲ့အနောက်မှာကလေးတပ်သားရွယ်ပဲရှိတဲ့နောက်ထပ်ဘဲတွေကရန်ပွဲကိုရပ်တန့်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဘဲရဲ့နာမည်ကဂါရာဖြစ်ပြီးအခြား2ယောက်ကတော့ထဲမူရီနဲ့ကန်ဂူရိုပဲဖြစ်ကြပါတယ်။ဆာစကဲဘက်ကလည်းဂါရာကိုအတော်လေးရိတ်စားမိသွားပြီးသူ့ထက်ပိုအစင်းမြင့်တဲ့ဘဲတွေဖြစ်နိုင်ကြောင်းကောက်ချက်ချလိုက်ပါတယ်။တစ်ဖက်ကရွာသူကြီးကလည်းတပတ်အတွင်းချူနင်စာမွေးပွဲကိုစတင်ကျင်းပမယ်လို့ဂျိုးနင်ဆရာတွေကိုကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဂါရာရဲ့အမိန့်တဲ့ကြောင့်ကန်ဂူရိုတယောက်တော်တော်လေးတုံလှုပ်သွားပြီးချက်ချင်းဆိုလိုတောင်းပန်လိုက်ပါတယ်။အဲ့နောက်သူတို့ကချူနင်စာမေးပွဲအတွက်ဒီရွာကိုရောက်လာခဲ့ကြတဲ့ဆူနာခါဂူရဲကရှီနိုဘီတွေဖြစ်ကြောင်းရှင်းပြပေးပါတယ်။ခိုနိုဟာရွာနဲ့ဆူနာရွာတို့ကငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးတရွာနဲ့တရွာခွင့်ပြုချက်မရဘဲကူတန်းသွားလာခွင့်မရှိကြပါဘူး။အခုသူတို့လာခဲ့တာကလည်းဂဲနင်ကနေချူနင်စင်တက်ဖို့စာမွေးပွဲလာပြေတာပါလို့ပြောပြီးထွက်သွားခဲ့ကြပါတယ်။ရွာတကြီးကလည်းဂျိုနင်ဆီယာရီတွေကခခါရှိအာဆူမာနဲ့ဂရဲနိုင်တို့ကိုသူတို့ရဲ့တပည့်တွေကိုချူနင်စာမေးပွဲကိုထဲသွင်းဖြေဆိုစေမလားလို့မေးလိုက်ပါတယ်။၃ယောက်လုံးကလည်းသူတို့ရဲ့တပည့်တွေကိုချူနင်စာမေးပွဲကိုထဲသွင်းဖြေဆိုခိုင်းပါမယ်လို့ပြန်လည်ဖြေချလိုက်ပါတယ်။ဒီအဖြေကိုလက်မခံနိုင်တာကနာအိုတိုကိုအရန်ချစ်ရှာတဲ့အီရူခါဖြစ်ပြီးဖြေဆိုခိုင်းဖို့အရန်စောလွန်းနေတဲ့ဘာညာပြောပြီးဝင်ကြားလိုက်ပါတယ်။တတိယမြောက်ကလည်းအီရူခါစိတ်အေးရလေအောင်အစမ်းစာမေးပွဲတစ်ခုလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်ခခရှိတဲ့နာအိုတိုဆာစကဲနဲ့ဆာကူရာတို့အတွက်ချူနင်စာမေးပွဲဝင်ခွင့်လက်မှတ်3စာယူလာပေးခဲ့ပြီးတပတ်ကြာရက်ခန်းနံပါတ်301ကိုလာခဲ့ကြဖို့အမှာတော်ပါလိုက်ပါတယ်။နောက်နေ့နာအိုတိုနဲ့ခိုနိုဟာမာရိုတတိုက်ဆော့နေတော့မိုးကီကိုလူတယောက်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့်နာအိုတိုလည်းအမိလိုက်သွားခဲ့ပါတယ်။ဖမ်းဆီးခံထားရတဲ့မိုးကီလေးကိုကယ်တင်နိုင်ခဲ့ပေမဲ့ဖမ်းဆီးခဲ့တဲ့လူကတော့လွတ်သွားခဲ့ပါတယ်။တစ်ဖက်ကဆာကူရာစီကိုလည်းဆာစကဲကရောက်ချလာပြီးထူးထူးဆန်းဆန်းချူနင်စာမွေးပွဲကိုဝင်ရောက်မဖြေဆိုဖို့တားဆီးနေတော့လူတယောက်ထက်ရောက်လာပြီးဆာစကဲအပေါ်ကိုခုနိုင်မိုးတွေကျဲချလိုက်ပါတယ်။ဆာစကဲသေးပြီးအထင်နဲ့ဆာကူရာကထိုင်ကိုနေမယ်ထင်နေရင်တော့မှားသွားပါလိမ့်မယ်။ခခရှိရဲ့ဂန်ဂျစ်စုအကြောင်းကောင်းကောင်းကြီးသိထားတဲ့ဆာကူရာဖို့ဒီအဖြစ်ပြက်ကိုအသာလေးကြော်လွှားနိုင်ခဲ့ပါတယ်။ဆာစကဲဘက်မှာလည်းထိုနီးတူစွာအလားတူအဖြစ်ပြက်တစ်ခုဖြစ်ပျက်ခဲ့ပြီးဒီအဖြစ်ပြက်တွေကိုလှုပ်ဆောင်ခဲ့တာကတော့အီရူခါဆန်ဆဲပဲဖြစ်ပါတယ်။သူ့ရဲ့အသေးကြော်တပဲကြော်လေးတွေကိုစိတ်မချတဲ့အီရူခါလည်းအရန်တိုးတက်လာကြတဲ့တပဲကြော်လေးတွေရဲ့ individual skill set တွေကိုကြည့်ပြီးစာမေးပွဲဝင်ခွင့်ပြုလိုက်ပါတယ်။တပတ်ပြည့်တဲ့နေ့ရောက်တော့ Team 7 member တွေလည်းအခန်းနံပါတ်301ကိုရောက်လာခဲ့ကြပါတယ်
ဖြစ်ချင်တော့စမ်းသပ်ထားတဲ့ဂန်ကျေးဇူးတစ်ခုဖြစ်နေပြီးလက်သမားကြီးလီလက်နက်ဝိဇ္ဇာထန်ထန်နဲ့မျက်စံမပါတဲ့နဲကြီးတို့နဲ့စုံတွဲခွင့်ရခဲ့ပါတယ်။ချူနင်စာမွေးပွဲမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ခရိုက်တာအသစ်တွေကိုထပ်မံတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့အမှန်မထင်လက်သမားကြီးလီကဆာစကဲကိုရင်ဆိုင်ရှင်ပြိုင်ဖို့အတွက်စိန်ခေါ်လိုက်ပါတယ်။လက်သမားကြီးရဲ့ရွယ်ချက်ကတော့ဆာစကဲကိုကြိတ် crush နေတဲ့ဆာကူရာလေးလည်းသူ့ကိုအထင်ကြီးဥချီယာကလန်ရဲ့နောက်ဆုံးကြံရည်သူဆာစကဲနဲ့လည်းတိုင်းပညာချင်းဖလှယ်နိုင်ဂဲတလုံးနဲ့ငှက်နှကောင်ဖြစ်ဖို့ပါဥချီယာရဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်တဲ့အနေနဲ့ဆာစကဲဘက်ကလည်းမျက်ခုံးထုရဲ့ကန်လန်မှုကိုလက်ခံခဲ့ပါတယ်ဆာစကဲအနေနဲ့မျက်ခုံးထုရဲ့လင်းမြန်လွန်းလာတဲ့တိုက်ခိုက်မှုတွေကိုကာကွယ်ရင်းသူအသုံးပြုတဲ့ဂျစ်စုကိုသုံးသက်ကနောက်ဆုံးမျက်ခုံးထုအသုံးပြုနေတာဟာနေဂျစ်စုလည်းမဟုတ်သလိုဂန်ဂျစ်စုလည်းမဟုတ်တဲ့ရိုးရိုးထိုင်ဂျစ်စုပဲဖြစ်နေခဲ့ပါတယ်ပြောနေဆိုနေရင်လီယနေနဲ့ဆာစကဲကိုတစ်ချက်ပင့်ကန်လိုက်ပြီးသူ့ရဲ့ signature ဂျစ်စုတစ်မျိုးကိုထုတ်သုံးဖို့အလုပ်လီလိုမျိုးပုံမှန်မဟုတ်တဲ့ဝစ်စားတွေကိုဝစ်ဆင်ထားတဲ့ဘဲတွေကပုံမှန်မဟုတ်တဲ့စကလုံးတွေနဲ့အတူလီကိုဝင်တားလိုက်ပါတယ်။သူအသုံးပြုဖို့ရည်ရွယ်ခဲ့တဲ့ဂျစ်စုကိုနေရာတကာမှာအသုံးမပြုဖို့ကိုချစ်တဲ့လူကိုကာကွယ်တဲ့နေရာမှာပဲအသုံးပြုဖို့မှားကြရင်တစ်ချက်ပိတ်ထိုးပစ်လိုက်ပါတယ်။အဲ့ဒီလူကတော့လီရဲ့ဆရာဖြစ်ပြီးခက်ခက်ရှိရဲ့ပြိုင်ဘက်ကောင်တစ်ယောက်လိုလဲဆိုနိုင်ပါတယ်။အဲ့ဒီနောက်လီလက်ဆာစကဲကိုနှုတ်ဆက်ကစာမေးပွဲခန်းမှာပြန်ဆောင်ကြမယ်လို့ပြောကထွက်သွားရှာပါတယ်။အဲ့နောက်နာအိုတိုဆာစကဲနဲ့ဆာကူရာတို့လည်းစာမေးပွဲခန်းထဲကိုဝင်သွားခဲ့ကြပါတယ်။စာမေးပွဲခန်းထဲမှာတော့စာမေးပွဲဖြေဆိုမဲ့ဂဲနင်ပေါင်းများစွာဟာရှိနေခဲ့ပြီးနာအိုတိုတို့ကိုအစိမ်းလိုက်ဝါးစားမဲ့ပုံနဲ့ပြူပြဲကြည့်နေခဲ့ကြပါတယ်။အဲ့ဒီလူတအုပ်အပြင်တငယ်ချင်းတွေဖြစ်ကြတဲ့ငပြင်းကောင်ရှီကာမာရူအစားကြီးတဲ့ချိုကြီးဆာကူရာရဲ့ပြိုင်ဘက်အီနိုတို့ပါဝင်တဲ့ထင်းထန်းနဲ့ဟီနာတာခီဘာအခါမာရုနဲ့ရှီနိုတို့ပါဝင်တဲ့ထင်းအိတ်တို့ကလည်းပဲချူနေစာမွေးကိုပါဝင်ဖြေဆိုကြမှာပါအဲ့ဒီအချိန်နာအိုဒိုတို့ထက်စီနီယာပိုကြတဲ့ခါဘူလိုဆိုတဲ့ဘဲတပွေကနာအိုဒိုတို့ကိုလာရောက်မိတ်ဆက်ပြီးချူနေစာမွေးကိုသူက9ကြိမ်လောက်ဖြေဆိုဘူးတာကြောင့်သူ့ရဲ့အတွေ့အကြုံတွေကိုလာရောက်မျှဝေပေးပါတယ်သူမျှဝေပေးတာကတော့သူ4နှစ်လောက်အချိန်ယူစုဆောင်းခဲ့တဲ့ချူနေစာမွေးနဲ့ပတ်သက်တဲ့ information တွေပဲဖြစ်ပါတယ်ချူနေစာမွေးကိုကျင်းပရတဲ့အဓိကရွေးချက်ကတော့တနိုင်ငံနဲ့တနိုင်ငံလှုပ်ဆောင်နိုင်စွမ်းတွေကိုပြန်ပြန်လှန်လှန်စစ်ဆေးပြီးထိန်းချုပ်ကြတဲ့သဘောမျိုးပါအဲ့ဒီနောက်ဆာစကဲကလည်းသူ့အတွက်အတားအဆီးဖြစ်လာနိုင်တဲ့ပြိုင်ပန်း2ယောက်ရဲ့ info တွေကိုတောင်းပါတယ်သူတောင်းတဲ့သူတွေကတော့ပထမ Rock Lee ဖြစ်ပြီးသူကတော့ Thai Jitsu user တယောက်ဖြစ်ပြီးကျန် Jitsu တွေကိုအသုံးပြုနိုင်ခြင်းမရှိတာကြောင့်ကိုခံပညာကိုပဲနေမနာညမနာလေ့ကျင့်လေးရှိသူပါနောက်တစ်ယောက်ကတော့ဂါရာဖြစ်ပြီးအသေးစိတ် info တွေကိုမသိရပေမဲ့ဘယ်တိုက်ပွဲမှမဆိုအစင်းရတသေးလေးတောင်မရပဲအနိုင်တိုက်နိုင်တယ်ဆိုပြီးနာမည်ကြီးပါတယ်ဒီသတင်းအချက်လက်တွေကြောင့်အားလုံးကစိုးရိမ်ပူပန်နေကြပေမဲ့ဆရာသမားနာအိုတိုကတော့တခန်းလုံးကကောင်းတွေကိုတဲ့စိန်ခေါ်လိုက်ပါတယ်ပြောနေဆိုနေရင်အတန်ရွာကဂဲနေတဲ့တိုက်ကခါဘူတိုကိုဝင်တိုက်ခိုက်ပါတယ်ထိုးချက်ကိုရှောင်လိုက်နိုင်ပေမဲ့ဘလို့မှမသိပြင်းပြင်းထန်ထန်ထန်ရတခုရသွားပါတယ်ဒီလိုရိုးရိုးသေးသေးတွေဖြစ်နေတော့လူတစ်တိုက်ပေါ်လာပြီးအဲ့ထဲက EBK ဆိုတဲ့ဘဲကစာမွေးပွဲကိုစတင်ကြောင်းကြေညာလိုက်ပါတယ်။ EBK ရဲ့ကိုနေရာမှာကိုပြန်ထိုင်ဖို့ပြောပြီးမေကွန်းစာရွက်တွေကိုဝေပေးလိုက်ပါတယ်။စာမေးပွဲရဲ့ပထမအဆင့်ကရေးဖြည့်စာမွေးပွဲတစ်ခုဖြစ်နေပြီး EBK အနေနဲ့စီကံချက်တွေကိုဆက်လက်ရှင်းပြပေးပါတယ်။မေကွန်း10ကိုမေးမှဖြစ်ပြီးခိုးချလို့လည်းမရနိုင်တယ်လို့အဖွဲ့ဝင်3ယောက်ရဲ့ရမှတ်တွေကိုပြန်ပေါင်းပြီးမှအောင်ပေးမှပဲဖြစ်ပါတယ်။အကယ်၍အဖွဲ့ဝင်3ယောက်မှ2ယောက်ကဖြေနိုင်ပါစေအောင်1ယောက်ကဥမကွဲပြန်ရင်လည်းပဲ3ယောက်စလုံးစာမွေးပွဲကြမှာဖြစ်ပါတယ်။နောက်ထူပါတဲ့ Team 7ကတော့တော်တော်တိုင်ပတ်တဲ့အခြေအနေထဲမှာကြာရောက်နေပါတယ်။စာမေးပွဲဖြေဆိုခြင်းတနာရီရရှိပြီးနောက်ဆုံးမေးခွန်းကို45မိနစ်မှရမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်စာမေးပွဲကိုစတင်ဖြေဆိုခိုင်းလိုက်ပါတယ်။အားလုံးတစ်ခုတတိထားမိလာတာကမေးတဲ့မေးခွန်းတွေကခဲနင်တယောက်နားလဲနိုင်တဲ့ထက်ပိုနေတာကိုတွေးခဲ့ရတယ်။ရှင်းရှင်းပြောရမယ်ဆိုရင်ဆာကူရာလို smart ဖြစ်တဲ့သူကလွှဲရင်ကြံတဲ့သူတွေဖြေဆိုနိုင်မဲ့မေးခွန်းတွေမဟုတ်ခဲ့ဘူးဆိုတော့ဆာစကဲတယောက်ဒါဟာကိုယ့်ရဲ့စွားတွေကိုအသုံးချပြီးစာခိုးချခိုင်းတာပဲလို့ကောက်ချက်ချလိုက်ပါတယ်ဆာကူရာရဲ့ဘက်ကကြတော့စာသေးချခိုးချအောင်ကြံစီထားတာဖြစ်ပြီးခိုးချတာနဲ့စာမွေးပွဲကနေအထုပ်ပဲခံရလိမ့်မယ်လို့ကောက်ချက်ချလိုက်ပါတယ်ညာအိုတိုရဲ့ဘက်ကတော့တကယ်ကြီးကိုကြောင်ပြောင်းနေတာပဲဖြစ်ပါတယ်ဆာစကဲရဲ့ယူဆအချက်တိုင်းအကုန်လုံးကလည်းကိုယ့်ရဲ့အစွမ်းတွေကိုစာစစ်သူတွေမသိအောင်အကောင်းဆုံးအသုံးချပြီးမေးခွန်းတွေကိုဖြေဆိုနေကြပါတယ်။ဘာဆိုဘာမှခေါင်းထဲကထွက်မလာတာဆိုလို့နာအိုတိုတယောက်ပဲရှိပါတယ်။နာအိုတိုကိုကြိတ်ပြီးကျွေးနေတဲ့ဟီနာတာလေးကလည်းသူ့ရဲ့အဖြေလွှာကိုပြပေးပေမဲ့သူသာခိုးချလိုက်ရင်ဆာကူရာနဲ့ဆာစကဲတို့ပါစာမွေးပွဲကနေထွက်ရမှာဖြစ်တာကြောင့်ဟီနာတာစီကအဖြေကိုကူမချခဲ့ပါဘူး။နဲစီကလည်းသူ့ရဲ့ပြကူကန်ဆာစကီကလည်းသူ့ရဲ့ရှရင်ကန်အခြားသူတွေကလည်းသူတို့ရဲ့ကျွမ်းကျင်ရာပိုင်းနိုင်ရာဂျစ်စုတွေကိုထုတ်သွင်းပြီးစာခိုးချကြပါတယ်။တဖြည်းဖြည်းနဲ့စာမေးပွဲဖြေဆိုချိန်45မိနစ်ကိုရောက်ရှိလာတာကြောင့်စိုက်ကူးမြောက်သောမေးခွန်းကိုပေးဖို့ EBK အနေနဲ့စတင်ကြေညာလိုက်ပါတယ်။
EBK ကြောင့်ပြောရတဲ့သူကအပြစ်သားကိုစစ်မေးတဲ့အန်ဘူစစ်ကြောရေးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီးစိတ်သက်ထိုးစစ်ဆင်တဲ့နေရာမှာဆရာကျသူတဦးပါမေကုန်းကိုမကြေညာခြင်းစီးကမ်းချက်နှစ်ခုကိုပြောပြပါတယ်အဲ့ဒါကတော့ဒီမေကုန်းကိုဖြေမယ်မဖြေဘူးရွေးပေးရမှာမျိုးဖြစ်ပြီးမဖြေဘူးဆိုရင်တစ်ဖွဲ့လုံးကြမှာပဲဖြစ်ပါတယ်နောက်ထပ်စီးကမ်းချက်တစ်ခုကတော့ဖြေမယ်ရွေးပြီးမဖြေနိုင်ရင်တော့တစ်သက်လုံးခဲနေအစင်းနေပဲနေသွားရမှာမျိုးဖြစ်ပါတယ်ဆိုတော့ဖြေချင်တဲ့သူကဖြေဖို့ရွေးရင်တောင်အဖွဲ့မှာမဖြေဘူးရွေးတဲ့သူကြောင့်သူတို့ပါစာမှုပဲကြပါမယ်အဖြေနိုင်ပေမဲ့ကိုယ့်ရဲ့အသင်းသားတွေကိုငဲပြီးဖြေဖို့ရွေးချယ်ရင်တော့တစ်သက်လုံးချူနေ exam ကိုဝင်ရောက်ဖြေဆိုခွင့်ပိတ်ပင်ခံရမှာပါရွေးချယ်ရခက်စေတဲ့မေးခွန်းတစ်ခုဖြစ်တာကြောင့်အများစုကမမြင်ရသေးတဲ့အရာတစ်ခုအတွက်နေပဲစာမေးပွဲစီကနေထွက်ခွာသွားခဲ့ကြပါတယ်ဒီအချိန်စာစကန်နဲ့ဆာကူရာတို့ကလည်းနာအိုတိုအတွက်စိတ်ပူတာကြောင့်နှုတ်ထွက်ဖို့အတွက်ပြင်ဆင်လိုက်ကြပါတယ်ဒီအချိန်ရုတ်တရက်နာအိုတိုကလက်ထောင်လိုက်ပြီးဂန်းနစ်ဖြစ်ပြီးကြံခဲ့ရရင်တောင်ဘာပဲလောက်ရဟိုခါခဲဖြစ်လာစေရမယ်ဆိုပြီးထောက်လိုက်ပါတယ်ရွေးချယ်မှုတွေပြီးဆုံးသွားသည့်တိုင်အောင်စာမေးပွဲဖြေဆိုသူစုစုပေါင်း88ယောက်ထိကျန်ရှိနေသေးတာကိုတွေ့ခဲ့ရတယ်။ကျန်ရှိနေသေးတဲ့88ယောက်စလုံးကို EBK အနေနဲ့အောင်ပေးလိုက်ပါတယ်။အောင်ပေးလိုက်ရတဲ့ရည်ရွယ်ချက်ကလည်းရှီနိုဘီတယောက်မှာအရေးကြီးဆုံးကစိတ်သက်မပြတ်ပြားဖို့ဖြစ်ပြီးအဖွဲ့သားအချင်းချင်းဘယ်အခြေအနေမှာပဲရှိနေပါစေကိုယ့်ရဲ့ရည်ရွယ်ချက်တွေရှိရစီတက်မက်ရှောက်လန်းကြဖို့ပဲဖြစ်ပါတယ်။မေကွန်9ခုကိုကြတော့ဒီမေကွန်9ခုကိုနားလည်နိုင်တဲ့ချူနေ2ယောက်ကိုစာမေးပွဲတဲ့တေချာထည့်ထားပြီးတရင်ချက်လက်ဘယ်လောက်ထိစူးစောင်းနိုင်စွမ်းရှိလဲပေါ်မူတည်ပြီးစစ်ဆေးတာမျိုးပဲဖြစ်ပါတယ်။တရင်ချက်လက်မှားရဲ့ရရှိမှုရဲ့ရလက်ကို EBK ကသူ့ရဲ့ခေါင်းစည်းကိုချွတ်ပြခဲ့ပြီးခေါင်းမမီးလောက်တန်ရာတွေအများအပြားကိုတွေ့ခဲ့ရပါတယ်။သူ့အနေနဲ့ပထမအဆင့်ကိုအောင်မြင်ခဲ့တဲ့သူတွေကိုချီးမွမ်းဂုဏ်ပြုနေတော့တရင်ဘောက်ကနေအန်ခိုဆိုတဲ့မျိုးသမီးတယောက်ရောက်ချလာပြီးသူ့ကိုယ်သူဒုတိယအဆင့်ရဲ့စာစစ်သူဖြစ်ကြောင်းစတင်မိတ်ဆက်လိုက်ပါတယ်။ဒုတိယအဆင့်ကတော့မရနာတောအုပ်ထဲမှာစစ်ဆေးမှဖြစ်ပြီးဖြေဆိုသူတဝက်ကျော်လောက်ကိုဖြုတ်ချပြမှာပဲဖြစ်ပါတယ်။ EBK ရဲ့ပထမအဆင့်ရေးဖြေစာမေးပွဲကြီးကိုဘာမှမဖြေဆိုပဲအောင်မြင်သွားတဲ့ကျောင်းသားတစ်ယောက်လည်းရှိနေပါသေးတယ်။ဘယ်သူမှတော့မဟုတ်ပါဘူး။ဆရာသမားနာဦးတို့ပါပဲ။အပိုင်း26ကတော့အရှိကအပိုင်းတွေကို recap ထားတဲ့အပိုင်းတစ်ပိုင်းကို26ကိုကြော်ခဲ့ပြီး29ကနေပဲစကြပါမယ်။စချင်းအန်ကိုကတေချင်းတရားတော်အုပ်ကိုစတင်မိတ်ဆက်လိုက်ပါတယ်။ညာတို့ကတော့ဘလို့ပဲဖျဲချောင်နေပါစေလုံးဝမကြောက်ဘူးလို့ပြောတာကြောင့်အန်ခိုလည်းခုနိုင်တာနဲ့လှမ်းပြီးပြစ်လိုက်ပါတယ်။သူလှမ်းပြီးပြစ်လိုက်တဲ့ခုနိုင်တာကိုထူးဆန်းတဲ့လူတစ်ယောက်ကပြန်လဲယူဆောင်လာပေးခဲ့ပါတယ်။အဲ့ဒီနောက်အသက်အန္တရာယ်ရှိကြောင်းအတိဘေးစာမှာလက်မှတ်ထိုးကြရပါတယ်။ဘာလို့ဆိုဒီအဆင့်ကအသက်ဆုံးရှုံးရနိုင်ခြင်းအရန်များလို့ပဲဖြစ်ပါတယ်။လက်မှတ်မထိုးရင်တော့စာပွဲပွဲကိုဆက်ဖြေဆိုခွင့်မရတော့ပါဘူး။အဲ့ဒီနောက်မြေပြင်အနေထားကိုမြေပုံနဲ့တကွအန်ခိုကရှင်းပြပေးပါတယ်။ကောင်းကင်နဲ့မြေကြီးအမှတ်သားပါတဲ့စာလိပ်ထဲကစာလိပ်တလေးကိုလက်ခံရယူပြီးလိုအပ်တဲ့စာလိပ်ကိုအခြားအဖွဲ့တွေစီကလိုက်လူကြရမှာဖြစ်ပြီးတောအလဲမှာရှိတဲ့ထာဝါစီရောက်အောင်ယူဆောင်လာနိုင်ခဲ့ရင်ဒီအဆင့်ကိုအောင်မြင်သွားမှာပဲဖြစ်ပါတယ်။ဆိုလိုချင်တာကအဖွဲ့36ဖွဲ့မှာ73ပွဲသို့မဟုတ်လဲ73ပွဲထက်နည်းတဲ့အဖွဲ့တွေပဲဒီအဆင့်ကိုဖျက်ကျော်နိုင်မှာဖြစ်ပြီးတော့တောအုပ်ထဲမှာလည်းပဲအစိပ်ပြင်းတဲ့သရဝါဘောင်းစုံရှိနေမှာဖြစ်ပြီးဘာအစာရေးစားမှမပေးထားပဲ9ရက်ရှင်ပြန်ရမှာပဲဖြစ်ပါတယ်။စာလိပ်တွေကိုရယူပြီးတဲ့နောက်အဖွဲ့ကိုစီဟာတောအုပ်စီကိုဝင်ရောက်နိုင်တဲ့တကားပေါက်ကိုစီကနေစတင်ဝင်ရောက်ရှင်ပြန်ကြပါတော့တယ်။ပြိုင်ပွဲရဲ့အစားမှာပဲထင်းရိပ်ကပြိုင်ဘက်ကိုဟီနာထားရဲ့ဗျာကူကန်ကိုအသုံးပြုပြီးရှာဖွေဝင်ရောက်နိုင်တဲ့နေရာတိုင်းကိုခီဘာရှီနိုရဲ့ထောင်ချောက်တွေကိုအသုံးပြုသူတို့၃ယောက်စလုံးကိုတဲကျက်လုကအခြားအဖွဲ့ရဲ့စာလိပ်ကိုအရယူလိုက်နိုင်ကြပါတယ်။ Team 7ရဲ့ဘက်မှာလည်းနာအိုတိုတယောက်သေးပေါက်ပြီးပြန်လာမှရုတ်တရက်ဆိုလို့ Sasuke ကတိုက်ခိုက်လိုက်ပါတယ်။အကြောင်းအရင်းက Sasuke ကနာအိုတိုမဟုတ်ဘူးဆိုတာကိုသိသွားပြီးနာအိုတိုအစ်စ်ကဘယ်မှာလဲလို့မေးလိုက်မှသာဟန်ကင်နိုဂျီစုကိုအသုံးပြုထားတဲ့လူတစ်ယောက်ဟာစတင်ပေါ်ထွက်လာခဲ့ပါတယ်။အကြောင်းအရင်းကနာအိုတိုဟာညာအတန်ဖြစ်ပြီးသူ့ရဲ့နင်ဂျာလွယ်ထားထားတာကဘယ်ဘက်မှာရောက်နေတာဖြစ်ပြီးအန်ကိုပြစ်လိုက်တဲ့ဓာတ်တန်ရာဟာမရှိတော့တာစတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်။ Sasuke လည်းသူ့ရဲ့ခါထွန်းဟိုဆန်ခါနိုဂျစ်စုကိုထုတ်သွင်းကစတင်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီချိန်မှသာနာအိုတိုကိုတွေ့ကတုတ်ထားတဲ့ဂျိုကိုခုနိုင်တာနဲ့လှမ်းပြီးဖြီးပေးလိုက်ပါတယ်။ Sasuke တယောက်သူ့ရဲ့ရှရင်ဂန်ကိုထုတ်သွင်းလိုက်တာကြောင့်တယောက်ထဲရောက်လာခဲ့တဲ့ဆရာသမားလည်းထွက်ပြေးသွားခဲ့ရပါတယ်။ဒီအဖြစ်ပြက်ကြောင့်သင်ခန်းစာတစ်ခုရသွားပြီးအချင်းချင်းပဲသိနိုင်မဲ့စကားဝတ်တစ်ခုကိုတတ်မှတ်နေတော့အနောက်နားမှာတယောက်ကခိုးပြီးနားထောင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။သူတို့စကားပြောနေတော့ခုနကထူးဆန်းတဲ့ဘိုးတော်တယောက်ကစတင်တိုက်ခိုက်ပါတယ်။ Sasuke တို့လည်းလူစုကွဲသွားပြီးပြန်ဆုံချလို့စကားဝတ်ကိုပြောတဲ့အခါနာအိုတိုကထူးဆန်းစွာနဲ့စကားဝတ်ကိုရနေတာကြောင့် Sasuke လည်းစတင်တိုက်ခိုက်ပါတယ်။တကယ်တော့ခုနကဘိုးတော်ကဟန်ဆောင်ထားတာဖြစ်ပြီး Sasuke လည်းသူဒီလိုနားထောင်နေတာတိတိကြီးနဲ့မြားခေါ်ခဲ့တာမျိုးဖြစ်ပါတယ်။တကယ်နာအိုတိုအစ်စ်ကတိုက်ခိုက်မှုကြောင့်အဝေးကြီးကိုလွင့်ထွက်သွားခဲ့တာမျိုးဖြစ်ပြီးပြန်နိုးလာတဲ့အခါကြီးမားလွန်လာပါတယ်ဆိုရက်မွေကြီးတစ်ကောင်ဟာရောက်နေပြီပဲဖြစ်ပါတယ်။မွေကြီးလည်းပဲချက်ချင်းဆိုသလိုနာအိုတိုကိုဝါမျိုးသွားခဲ့ပါတယ်။
တစ်ဖက်ကထူးဆန်းတဲ့ဘိုးတော်လည်းဆာစကဲတို့ကိုဂန်ဂျစ်စုနဲ့ဆင်တူတဲ့တေချင်းတရားရဲ့အစွန်းရောက်တဲ့စိတ်တကူကိုချပြခဲ့ပြီးအဲ့ဒီစိတ်ကိုခံစားလိုက်ရတဲ့ဆာစကဲနဲ့ဆာကူရာတို့ဟာမလုံနိုင်မရှားနိုင်တွေဖြစ်ကုန်ကြပါတယ်ထူးဆန်းတဲ့ဘိုးတော်လည်းဆာစကဲတို့ကိုအဆုံးသတ်ဖို့လို့ဆာစကဲလည်းသူ့ရဲ့ပေါင်ကိုဓာတ်နဲ့ထိုးကဆာကူရာကိုကဲတင်ကထွက်ပြေးလာခဲ့လိုက်ပါတယ်တစ်ဖက်ကနာအိုတို့လည်းသူ့ရဲ့အရေးတစ်ထောင်ကိုပွားတိုင်းကိုအသုံးပြုပြီးမွေကြီးရဲ့ပိုက်ထဲကနေဖောက်ထွက်လာနိုင်ခဲ့ပါတယ်အလားတူဆာစကဲရဲ့ဘက်မှာလည်းမွေကြီးတစ်ကောင်ကဆာစကဲနဲ့ဆာကူရာကိုစတင်တိုက်ခိုက်ပါတော့တယ်ဆာစကဲလည်းမွေကြီးကိုရှင်းပြနိုင်ခဲ့ပေမဲ့မွေထဲကနေထူးဆန်းတဲ့ဘိုးတော်ထပ်ပြီးထွက်လာပါတယ်ထူးဆန်းတဲ့ဘိုးတော်ကိုနာအိုတို့ကလှမ်းပြီးတားကစကဝက်ကိုမေ့သွားပြီလို့ပြောကရောက်ချလာခဲ့ပါတယ်မွေတွေကိုဖန်တီးတားခဲ့တာကဒီဘိုးတော်ပဲဖြစ်ပြီးတော်ကြီးကိုကြမ်းတဲ့နေထားမှရှိပြီးဒီအခြေအနေကိုနားလဲသွားတဲ့ဆာစကဲကတော့စာလက်ကိုအသားတကြီးပေးဖို့ပြင်ဆင်လိုက်ပါတယ်ဒီအချိန်နာအိုတို့ကဆာစကဲကိုထိုးပစ်လိုက်ပြီးတော့မင်းကအယောင်ဆောင်ကောင်းမယ်ဆာစကဲကဒီလိုပြောညံ့တဲ့လောက်ရက်တွေကိုလုံးဝမဟုတ်ဘူးလို့ဆွဆွဲလိုက်ပါတယ်ပြောနေဆိုနေရင်ထူးဆန်းတဲ့ဘိုးတော်လည်းချီယိုစတန်နိုဂျစ်စုကိုစတင်အသုံးပြုပြီးမွေကြီးတစ်ကောင်ကိုထပ်မံဆင့်ခေါ်လိုက်ပါတယ်တောရဲ့အပြင်မှာအလောင်းတချို့ကိုရှာဖွေတွေ့ရှိခဲ့ပြီးဒုတိယအဆင့်စာမေးပွဲရဲ့တာဝန်ခံအန်ခိုလာရောက်စစ်ဆေးတဲ့အခါမှာထူးဆန်းတဲ့လူတွေရဲ့အလောင်းတွေဖြစ်နေခဲ့ပြီးအဲ့ထူးဆန်းတဲ့လူတွေရဲ့နေရာမှာဟန်ဆောင်ထားတဲ့သူတွေကတော့အန်ခိုရဲ့အတိတ်မှာပတ်သက်ခဲ့ရတဲ့လူတွေဖြစ်နိုင်ကြောင်းသူကောက်ချက်ချလိုက်ပါတယ်ထူးဆန်းတဲ့ဘိုးတော်လည်းနာအိုတို့ကိုသူ့ရဲ့မွေကြီးကိုအသုံးပြုပြီးတိုက်ခိုက်လိုက်ပေမဲ့နာအိုတို့ရဲ့အင်အားကကြောက်ခမန်းလိကြမ်းတမ်းနေပြီးမွေကြီးတစ်ကောင်လုံးကိုပါရှင်ထိုးနေနိုင်ပါတယ်ဒါကြောင့်ထူးဆန်းတဲ့ဘိုးတော်လည်းဆာစကဲစီကိုဦးတည်ပြီးတိုက်ခိုက်ပါတယ်ဆာစကဲကိုတိုက်ခိုက်တဲ့မွေကြီးတစ်ကောင်လုံးကိုနာအိုတို့အနေနဲ့လုံးဝရပ်တန့်နိုင်အောင်ပဲတားဆီးလိုက်ပါတယ်ဆာစကဲကတော့မယုံနိုင်လောက်အောင်အံ့အားသင့်သွားပြီးနာအိုတို့တော်တန်မာလာပြီးဆိုတာကိုလက်ခံစပြုလာပါတယ်ပြောနေဆိုနေရင်ဘိုးတော်ကနာအိုတို့ကိုဖမ်းကကျူမီကိုချိတ်ပိတ်ထားတဲ့နေရာကိုဂိုကျိုဖုန်းရီကိုအသုံးပြုပြီးထပ်မံချိတ်ပိတ်လိုက်ပြီးနာအိုတို့ကိုအဝေးကိုလွှတ်ပစ်လိုက်ပါတယ်ဆာကူရာကတောင်နာအိုတို့ကိုကယ်ပေးနေပေမဲ့ဆာစကဲကတော့ကြောင်ကြီးနေတာကလွဲပြီးလှုပ်တောင်မလှုပ်နိုင်ပါဘူးနောက်ဆုံးမှာတော့ရှိသမျှအာယုံတွေကိုစူးစီးပြီးရှရင်းကန်ကိုစတင်အသက်သွင်းလိုက်ပါတယ်အဲ့နောက်သူ့ရဲ့အကိုကြီးကိုတက်ချင်လို့ရှိရင်ဒီမှာမတည်ရဲပဲကြောက်နေလို့မရကြောင်းနှလုံးသွင်းကဘိုးတော်ကိုစတင်တိုက်ခိုက်ပါတယ်ဘိုးတော်ကလည်းတော်ကြီးကြမ်းတဲ့အနေထားမှာရှိပြီးဆာစကဲကိုအဆုံးသက်ချင်တဲ့ပုံမရဘူးလို့တဖြည်းဖြည်းနဲ့ယူဆတော့ရလာပါတယ်နောက်ဆုံးဆာစကဲလည်းအပိုင်ကွက်တစ်ကွက်ကိုအသုံးချပြီးဘိုးတော်ကိုအဆုံးသတ်လိုက်ပေမဲ့အဲ့ဒီဟာဟန်ကန်တို့ဂျစ်စုဖြစ်နေပြီးဆာစကဲတယောက်အမှောက်သိပ်ခံလိုက်ရပါတယ်ဒါပေမဲ့ဆာစကဲအနေနဲ့ဘိုးတော်ရဲ့အနောက်မှာပောက်ကွဲစေနိုင်တဲ့စက်ကူဘုံအသေးစားလေးတွေကိုတက်ဆင်ထားလိုက်ပြီးဆိုဖူရှာဆာနိုထာချီကိုသုံးပြီးခါထုံယူကာနိုဂျစ်စုကိုအသုံးပြုပြီးအဆုံးသတ်လိုက်ပါတယ်ဒီလောက်ထိအသုံးပြုထားတာတော့မှဘိုးတော်အနေနဲ့ဘာမှဖြစ်မသွားပဲသူ့ရဲ့နာမည်ကအိုရိုချီမာရူဖြစ်ကြောင်းစတင်မိတ်ဆက်ပြီးဆာစကဲရဲ့ level မှာဂျူရင်းဂျစ်စုလို့ခေါ်တဲ့ချိန်စာအမှတ်သားကိုပြုလုပ်ကနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်သူထွက်သွားတဲ့လမ်းမှာသူရယူထားတဲ့ခန္ဓာကိုယ်ဟာဆာစကဲရဲ့လက်ချက်နဲ့ပျက်စီးလာတာကြောင့်အရေးကုန်လဲဖို့အလုပ်အန်ခိုတယောက်ရောက်ချလာခဲ့ပါတယ်အိုရိုချီမာရူဟာအန်ခိုရဲ့ဆရာဟောင်းတယောက်ဖြစ်ပြီးရွာကိုတစ္ဆာဖောက်သွားတဲ့ဆဲနင်တယောက်ပဲဖြစ်ပါတယ်လေကျော်သိမ့်မရှိနေပဲဆရာတပည့်နှစ်ယောက်ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်နောက်ဆုံးအန်ခိုလည်းဆိုဂျာဆိုဆိုင်နိုဂျစ်စုကိုသုံးပြီးစရေဘိုလို့သူစရေဘိုလို့တဲ့ဟာကလည်းဟန်ကန်နိုဂျစ်စုဖြစ်နေခဲ့ပါတယ်သူ့ရဲ့မျက်နှာအမှန်ကိုဖော်ပြလာတဲ့အိုရိုချီမာရူလည်းသူ့တပည့်မှာပြုလုပ်ထားတဲ့ချိန်စာအမှတ်ကိုနှိုးဆွာလိုက်ပါတယ်တကယ်တမ်းသူဒီကိုလာခဲ့တဲ့အကြောင်းရင်းကဦးချီယာမျိုးနွယ်တယောက်ကိုသူ့အနေနဲ့ခေါ်ယူချင်တာအကြောင်းဖြစ်ပြီးသူ့ရဲ့အစီအစဉ်ကိုနှောက်ယှက်ဖို့ကြိုးစားတာနဲ့ခိုဒရာရွာကြီးကိုဖျက်ဆီးပစ်မယ်လို့တတိပေးကထွက်သွားခဲ့ပါတယ်ဆာကူရာလည်းဆာစကဲနဲ့နာအိုတို့ကိုတစ်ပင်ကြီးတစ်ပင်အောက်ကိုကယ်လာခဲ့ပါတယ်အန်ကိုရဲ့ဘက်ကလည်းတော်တော်အဆင်မပြေတဲ့အခြေအနေရောက်နေကကြမှာကြားတတိုက်နဲ့တူတော်ပါသေးတဲ့အန်ဘူတွေအချိန်မီရောက်လာခဲ့တော့အဆင်ပြေသွားခဲ့တယ်အန်ဘူတွေလည်းဒီအခြေအနေဒီအဖြစ်အပျက်တွေကိုကြည့်ပြီးအိုရိုချီမာရူပြန်လာတာကိုသိသွားခဲ့ကြတယ်ဆာစကဲနဲ့နာအိုတို့ကိုဖွက်ထားတဲ့တစ်ပင်ကြီးရှိရာစီကိုအိုရိုချီမာရူရဲ့အတန်ရွာကခဲနေတွေရောက်ချလာခဲ့ပါတယ်အိုရိုချီမာရူကသူတို့ကိုပေးထားတဲ့တာဝန်ကဆာစကဲကိုရှင်းပြဖို့ပဲဖြစ်ပါတယ်။ brother ကဒီအထိကြီးလာခဲ့ပြီးဆိုရင်တော့ anime fan တယောက်ဒါမှမဟုတ်လဲ Kizzy Gun နဲ့ Hidden Spuran တို့ရဲ့အမာခံပရိသတ်တယောက်လို့ယူဆလို့ရပြီ။ဒါကြောင့်မလို့ brother အနေနဲ့ T-shirt တစ်ထည်ရှာနေတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Kizzy Gun နဲ့ Hidden Spuran တို့ကို support ပေးခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်စီမှာ anime T-shirt တွေပြင်အခြား trend ဖြစ်နေတဲ့ T-shirt တွေကိုလာအားပေးလို့ရပါတယ်။အကယ်၍ brother က brother ကျိုင်းနှစ်သက်ရာကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်လေကျိုင်းနှစ်သက်ရာ sticker, site, color နဲ့ပုံစံအမျိုးမျိုးနဲ့ကို pre-order လာတင်လို့ရပါပြီ။ဈေးနှုန်းကတော့ sticker, site, color နဲ့ပုံစံတို့အပေါ်မူတည်ပြီးကွဲပြားသွားမှာပဲဖြစ်ပါတယ်။
ဆက်သွယ်ရမယ့် link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ Sakura တယောက် Naruto နဲ့ Sasuke ကိုအဖျားတက်တာလာအောင်ပြုစုပေးနေပါတယ်။နှစ်ယောက်လုံးကိုနေမနာညမအိပ်ပဲစောင့်ကြည့်ပေးနေရတာကြောင့် Sakura ရဲ့အခြေအနေကပုံမှန်မဟုတ်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲအတန်ရွာကခဲနေတဲ့တိုက်ကရောက်ချလာခဲ့ပါတယ်။သူတို့ကိုပေးထားတဲ့တာဝန်ကိုကျေပွန်အောင်လှုပ်ဆောင်နိုင်ဖို့အတွက် Sasuke စီကိုပြေးတိုက်ခိုက်ပါတယ်။အဲ့ဒီအချိန်ကင်းလဲလာတဲ့မျက်ခုံးထုတယောက်ရောက်လာပြီးအတန်ရွာကခဲနေနဲ့ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။သူ့ရဲ့ရည်ရွယ်ချက်ကရိုးရှင်းပါတယ်။ Sakura ကိုကာကွယ်ပေးဖို့ပဲဖြစ်ပါတယ်။ထိုင်ကျစုပဲသုံးနိုင်တဲ့မျက်ခုံးထုအတွက်ကတော့တော်တော်လေးစဉ်းစားတွေးခေါ်စရာတွေဖြစ်လာပါတယ်။ပုံဖို့ပဲစဉ်းစားထားတဲ့ချိုဂျီတို့အဖွဲ့လည်းပုံနေရင်နဲ့ Sakura တို့ဖြစ်ပျက်နေတဲ့မြင်ကွင်းတစ်ခုကိုအဝေးကနေမတဲမကွဲမြင်လိုက်ကြရပါတယ်။တစ်ဖက်ကနဲကြီးနဲ့ထန်ထန်နဲ့လီပြန်မရောက်သေးတာကြောင့်လိုက်ရှာဖို့အတွက်ထွက်လာခဲ့လိုက်ကြပါတယ်။လီရဲ့ဘက်ကလည်း Sasuke အပေါ်ကိုအသုံးမပြုနိုင်ခဲ့တဲ့ signature ဂျူစုတစ်မျိုးဖြစ်တဲ့ Omote Ringe ကိုအတန်ရွာကဘဲတပွေကိုထုတ်တုံလိုက်ပါတယ်။အတန်ရွာကဘဲတပွေကပြန်ပြီး save သွားတာကြောင့်ကြီးကြီးမားမားတော့မထိခိုက်သွားပါဘူး။လီရဲ့ဘက်ကလည်း Omote Ringe ကိုအသုံးပြုလိုက်တာကြောင့်ရောသူ့ကိုအတန်ရွာကဘဲက Gyome Speaker နဲ့တိုက်ခိုက်လိုက်တာကြောင့်ရောတော်တော်လေးအားနည်းသွားတာကိုတွေ့ရပါတယ်။လက်သီးချက်ကိုရှောင်လိုက်နိုင်ရင်တောင်မှ Gyome Speaker ကနေထွက်လာတဲ့အတန်ကြောင့်နားစီနဲ့ခန္ဓာကိုယ်အတွဲဘက်ကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။နောက်တစ်ယောက်ရဲ့ဂျူစုကတော့အတန်နဲ့လေဖီယာကိုထိန်းချုပ်တာမျိုးဖြစ်ပြီးကြောက်တုံးကြီးတွေကိုပါခွဲပစ်နိုင်တဲ့အထိပြင်းထန်ပါတယ်။အတန်ပိုင်းဆိုင်ရာနဲ့တိုက်ခိုက်မှုအများအများကိုလီအနေနဲ့အလိုလဲကိုခံနေရပါတယ်။ဒီမြင်ကွင်းကိုချောင်းကြည့်နေတဲ့သူတွေကတော့အီနိုချိုဂျီနဲ့ရှီကာမာရူတို့ပဲဖြစ်ပါတယ်။ရခုံးတူတယောက်လုံးဝအဆင်မပြေတော့တာကြောင့်ဆာကူရာကပါ၃ယောက်စလုံးကိုပြန်ပြီး save နေရတဲ့အနေထားရောက်နေပါတယ်။တော်အားနဲ့နေတဲ့ဆာကူရာကိုအတန်ရွာကဘွားတော်ကစပင်းကိုစောင့်ဆွဲပြီးစိတ်ဓာတ်ကိုဟိုးအောင်ဆုံးထိကျဆင်းအောင်လုပ်နေတာပါ။နောက်ဆုံးအနေနဲ့သူတန်ဖိုးထားတဲ့သူတွေကိုကာကွယ်နိုင်ဖို့အတွက်သူ့ရဲ့တန်ဖိုးထားရပါတယ်ဆိုတဲ့စပင်းကိုပါဖျက်တောက်ပစ်လိုက်ပါတယ်။ဗတ်တဲ့တိုင်းလိုဆာကူရာအနေနဲ့သူများတွေတိုက်ခိုက်တာကိုရက်ကြည့်နေခဲ့ရပြီးအကာအကွယ်ခံဘဝနဲ့ပဲနေလာခဲ့ရတာပါ။ Smart ဖြစ်တာကလွန်ရင်ကြံတာကြီးကြီးမားမားဆွမ်းဆောင်နိုင်တာမျိုးမရှိတဲ့အတွက်ဒီတစ်ခါတော့နောက်ဆုံးအနေနဲ့မဖြစ်တဲ့နီးနဲ့ကာကွယ်ပေးမယ်လို့တန်နေတန်ချကသူအသုံးပြုတတ်တဲ့ဟန်ကန်နိုဂျူစုနဲ့ရန်သူကိုလှည့်စားကထိန်းချုပ်နိုင်ခဲ့တယ်။အီနိုတယောက်ဒီလိုအပြင်းထန်ကြိုးစားနေတဲ့ဆာကူရာကိုမြင်တော့သူတို့နှစ်ယောက်ရဲ့ငယ်ဘဝကိုသတိရသွားပါတယ်။အီနိုနဲ့ဆာကူရာတို့ဟာငယ်စဉ်တောင်ကြီးကလေးဘဝအရွယ်မှာတော်တော်လေးကိုနားလည်မှုရှိခဲ့ကြပြီးအရန်ချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ Sasuke ကိုလူချရင်းနဲ့သာဒီအခြေအနေရောက်နေတာမျိုးဖြစ်ပါတယ်။လုံးဝမခံစားနိုင်တဲ့အဆုံးအခြေအနေတော်တော်ဆိုးနေတဲ့ဆာကူရာကိုကယ်တင်ဖို့ထင်းထန်းတစ်ဖွဲ့လုံးဝင်ချလာခဲ့ပါတယ်။ရှီကာမာရုနဲ့အီနိုကအဆင်ပြေပေမဲ့ချိုဂျီကထွက်ပြေးမယ်တကယ်ကဲလုပ်နေတာကြောင့်အတန်ရွာကဘဲလဲကြောက်တတ်ရင်ထွက်ပြေးလို့ရတယ်တော့ဖက်တီးကောင်လို့ပြောလိုက်ပါတယ်။ဖက်တီးလို့ခေါ်ရင်မကြိုက်တဲ့ချိုဂျီကိုမှသွားစာမိတဲ့ငနေကတော့အနေစာဒုက္ခအနတ္တပါပဲ။ထင်းထန်းလဲအီနိုရှီကာချိုဖောင်ကိုစတင်အသက်သွင်းလိုက်ပြီးပထမဆုံးချိုဂျီကနီကိုရက်ဆန်ရှာလို့ခေါ်တဲ့လူသားဘော်လုံးကြီးနဲ့ငနေကိုစတင်တိုက်ခိုက်ပါတယ်။ရှီကာမာရုကလည်းသူ့ရဲ့ signature ဂျူစုတစ်မျိုးဖြစ်တဲ့ခါခဲမနဲ့တို့ဂျူစုကိုအသုံးပြုပြီးအတန်ထိုးချက်နဲ့ထိုးလေးရှိတဲ့ဘဲကိုထိန်းချုပ်ထားလိုက်နိုင်ပါတယ်။အီနိုကလည်းဆာကူရာကိုစပင်ဆွဲဆောင်ခဲ့တဲ့ဘွားတော်အပေါ်ကိုရှင်ထန်ရှင်တို့ဂျူစုကိုအသုံးပြုစိတ်စားထိုးခြင်းကိုလှုပ်ဆောင်ပြီးအတန်ရွာကဂဲနွေတွေကိုချိန်ချောက်ခဲ့ပေမဲ့အလုတ်တော့မဖြစ်ခဲ့ပါဘူး။အတန်ရွာကဘဲရီက Sasuke ကိုရှင်းနိုင်ဖို့ဆိုကိုအသင်းသားချင်းတောင်ပြန်ပြီးစတေးမဲ့ပုံရပါတယ်။ဆိုတော့အီနိုရဲ့ဂျူစုအလုံးလုံးပုံဟာလည်းစိတ်စားထိုးထားတဲ့ခန္ဓာကိုယ်သို့မဟုတ်ဝင်ပူးထားတဲ့ခန္ဓာကိုယ်ကသေဆုံးရင်အီနိုရဲ့အသက်ကိုပါဓာတ်ရိုက်သေဆုံးမှာမျိုးဖြစ်ပါတယ်။ရှီကာမာရုရဲ့အရေးတူပါတဲ့ဂျူစုကလည်း9မိနစ်ထက်ပိုကြာအသုံးမပြုနိုင်တာမျိုးစားတာတွေကြောင့်ဂျင်းနဲ့ချက်ထဲရောက်လာတဲ့အချိန်ကက်တင်ရှင်နဲကြီးနဲ့ထန်ထန်တို့ကရောက်ချလာခဲ့ပြီးဗျာကုကန်ကိုစတင်အသက်သွင်းလိုက်ပါတယ်။အိုက်ဖို့ခိုက်ဖို့ပြင်ဆင်နေတော့ဗျာကုကန်ကနေမြင်လိုက်ရတာကတော်တော်များတဲ့ချာဂရာတွေကဆာစကဲစီကနေထွက်နေတာကိုမြင်ခဲ့ရတယ်။ဆာစကဲတယောက်နိုးထလာခဲ့ပြီးအမျက်ဒေါသထွက်နေတဲ့ရှရင်ကန်မျက်လုံးတစ်စုံအပြင်ကျင်းစာအမှတ်သားတွေကလည်းခန္ဓာကိုယ်တစ်ခုလုံးကိုပြန်နှံ့နေခဲ့ပါပြီ။ချီကာရာကိုစားလောင်နေတဲ့ကျင်းစာအမှတ်သားကိုအသုံးပြုပြီးဆာကူရာကိုတိုက်ခိုက်ထားတဲ့ငနဲကောင်ရဲ့လက်တွေကိုချိုးပစ်လိုက်ပါတယ်။နောက်ထပ်ကြံရှိနေသေးတဲ့ငနဲတကောင်ကိုပါဆက်လက်ချက်ပြုတ်ဖို့လို့ဆာကူရာကဆာစကဲကိုတားပြီးကျင်းစာအမှတ်သားတွေကိုပါထိန်ချုပ်ပစ်လိုက်ပါတယ်။အချိန်အနေရရက်ကိုနားလည်သွားတဲ့ဒိုးစုလေသူ့ရဲ့စာလိပ်ကိုပေးပြီးအဖွဲသားတွေကိုခေါ်ကထွက်သွားခဲ့လိုက်ပါတယ်။အိုရိုချီမာရုကသူတို့ကိုဆာစကဲကိုရှင်းပြဖို့အမိန်ပေးခဲ့တာမှန်ပေမဲ့အိုရိုချီမာရုရဲ့ရွေးချက်ကတော့ဆာစကဲရဲ့အစွမ်းတွေကိုစမ်းသပ်စစ်ဆေးဖို့ပဲဖြစ်ပါတယ်။တိတ်မကြခင်မှာပဲအိမ်မက်မက်လို့ကောင်းနေတဲ့နာအိုတိုလည်းချိုဂျီရဲ့ဒုံးနဲ့ရိုက်နှိုးမှုကြောင့်ပြန်လည်နိုးထလာခဲ့ပါတယ်။ဘာမှန်းတော့မသိလိုက်ရတဲ့နာအိုတိုဖို့ဒီဖြစ်ပျက်တွေဟာတော်တော်လေးကိုထူဆန်းနေခဲ့တာပါ။
အကုန်လုံးအသက်အန္တရာယ်ကနေလွတ်မြောက်ခဲ့ပြီးအဆင်ပြေပြေပြန်ဖြစ်သွားခဲ့ပါတယ်။ဆာစကဲတို့ဘက်မှာအကုန်အဆင်ပြေနေပေမဲ့ဟီနာတာပါဝင်တဲ့ထင်းအိတ်ဘက်မှာတော့တော်တော်လေးကိုအခြေအနေဆိုးနေပါတယ်။ကြီးမားပြီးကြောက်စရာကောင်းတဲ့ချာကရာကိုအာခါမာရုအနေနဲ့ခံစားခဲ့ရတာဖြစ်ပြီးအဲ့ချာကရာကတော့ဂါရာရဲ့ချာကရာပဲဖြစ်ပါတယ်။ဒီချာကရာကိုအာမီခါကူရဲရဲ့ဂဲတွေနဲ့ဂါရာရဲ့တိုက်ပွဲမှာမြင်တွေ့ခဲ့ရတာမျိုးဖြစ်ပြီးဂါရာကသဲတွေကိုလို့တလို့ထိန်းချုပ်နိုင်ပြီးအဲ့ဒါလို့ထိန်းချုပ်နိုင်တာကလည်းသူတယောက်တည်းပဲရှိတာဖြစ်ပြီးdefensive ပိုင်းရော attacking ပိုင်းရောပါအသုံးပြုနိုင်တာကြောင့်တော်တော်လေးကျန်းတဲ့အနေအထားမှာရှိပါတယ်။နောက်ဆုံးအာမီခါကူရဲ့ဘက်ကဘဲရီကိုဆာဘာကူဆိုဆိုနဲ့ Q တို့ကိုအသုံးပြုပြီးတီးတီးတက်တက်လေးရှင်းပြနိုင်ခဲ့တယ်ပေါ့။အာမီခါကူရဲ့ဘက်ကဂဲနွနေတယ်မဟုတ်ဘဲချောင်းကြည့်နေတဲ့ထင်းအိတ်ဘက်ကိုပါမြားဦးကလဲလာခဲ့တာဖြစ်ပြီးခန်ကူရိုနဲ့ထဲမူရီတို့ကတာစီမှုကြောင့်သာဘာမှဆက်အမှုမကြီးတော့တာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေပြီးထင်းအိတ်လည်းထာဝါစီကိုရောက်အောင်လာနိုင်ခဲ့ပြီးဒုတိယအဆင့်ကိုအောင်မြင်မြင်နဲ့ဖျက်ကျော်နိုင်ခဲ့ပေမဲ့ထာဝါမှာဂါရာတို့နဲ့ပြန်လဲဆုံတွေ့ခဲ့ကြရပါသေးတယ်။အန်ခိုရဲ့ဘက်မှာလည်းအိုရိုချီမာရုရဲ့ကိစ္စနဲ့အလုရှုံနေချိန်ဂါရာရဲ့ဘာအစင်းအရာမှမရှိပဲထာဝါစီကိုရောက်လာခဲ့တဲ့ဗီဒီယိုဖိုင်ကိုမြင်ပြီးတဲ့နောက်သူနားလည်နိုင်တဲ့အခြေအနေတွေဟာတော်တော်လေးကိုရှုပ်ထွေးသွားပါတော့တယ်။စစ်ဆေးမှုမှာဘာစာရေးစာမှစပွန်ဆာမပေးထားတာကြောင့်နောက်တူလည်းချောင်းတွေကငါးကိုဖန်ကားစားနေကြရပါတယ်။စစ်ဆေးမှုစတင်တာဟာ၄ရက်လောက်ရှိပြီဖြစ်ပြီးထင်း7မှာအချိန်1ရက်တာကြန့်ရှိပါတော့တယ်။ရမဲ့စာလိပ်လည်းမရခဲ့သလိုရရှိထားတဲ့စာလိပ်ကပါမရှိတော့တာကြောင့်နောက်တို့မှာအတန်ရွာကဘဲရီပေးသွားတဲ့မြေကြီးစာလိပ်တစ်ခုပဲရှိနေသေးတာပါ။ကောင်းကင်စာလိပ်တစ်လိပ်လိုအပ်နေတာဖြစ်ပြီးကောင်းကင်စာလိပ်ကိုရရှိဖို့အတွက်ကောင်းကင်စာလိပ်တစ်ခုကိုဖန်တီးကြတာပေါ့လို့နောက်တို့ကအစထိလိုက်ပါတယ်။ဆာကူရာကတော့ဒီလိုမလုံသင့်ကြောင်တားပေမဲ့ဒီလိုမျိုးမလုံပြန်ရင်လည်းလုံးဝဒီစစ်ဆေးမှုကိုကျင်းသေးပေါက်ကြာရှုံးမှဖြစ်တာကြောင့်စာလိပ်ထဲမှာဘာတွေရေးထားတာလဲသိရအောင်ဖွင့်ကြည့်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့စီကန်းချက်ထဲမှာဒီစာလေးကိုထားဝမရောက်မချင်းဖွင့်ကြည့်လို့မရကြောင်းပါပါတယ်။ဒါပေမဲ့သူတို့လည်းမတက်တာတဲ့အစုံစာလေးကိုဖွင့်ကြည့်ဖို့လုပ်တဲ့အချိန်အခန်းနံပါတ်303မှာတွေ့ခဲ့ရတဲ့စီနီယာခါဘူတို့ကဝင်ကြပြီးစာလေးကိုဖွင့်တာနဲ့အိပ်ပျော်သွားနိုင်စေတဲ့အစီအရင်တစ်ခုပါရှိကြောင်းရှင်းပြပေးပါတယ်။ခါဘူတို့စီမှာစာလေးနှစ်လိပ်စလုံးရရှိနေပြီဖြစ်တာကြောင့်ထာဝါစီကိုသွားတော့မယ်လို့နှုတ်ဆက်ချိန်ဆာစကဲကလည်းစာလေးအတွက်သူနဲ့တိုက်ခတ်ရမယ်လို့ပြောလိုက်ပါတယ်။ခါဘူတို့ဘက်ကလည်းသူနဲ့တိုက်စရာမလိုပဲစာလေးရမယ်နီလန်ရှိပြီးအဲ့နီလန်ကတော့ထာဝါနာကိုစာလေးရတဲ့သူတွေကမရတဲ့သူတွေကအပူငွေရှာပြီးငွေနဲ့ပြန်လဲလှယ်တဲ့ခေါ်လက်တာတွေရောရောက်လာမှာဖြစ်ပြီးအဲ့လိုရောက်လာတဲ့အခါမှာကိုကကြားဖြတ်လူယူလိုက်လို့ရကြောင်းတွားရင်လာရင်ရှင်းပြပေးပါတယ်။အဝေးကနေလှမ်းကြည့်ရင်တော့ထာဝါရှိရဲ့အနားကိုရောက်လာတာကြောင့်အားလုံးကလည်းကိုရောင်ဖြောက်သတိကပ်ပြီးတွားလာကြရပါတယ်။တွားနေကြတာခြေကုံလက်ပန်းကျလာပဲမဲ့ခရီးကမပေါက်ဖြစ်နေတာကြောင့်ပတ်ဝန်းကျင်ကိုတစ်ချက်သတိပြန်ကပ်တဲ့အခါသူတို့ရောက်ဖူးပြီးသားနေရာကြီးမှာပဲတဝဲလဲလဲဖြစ်နေတာဖြစ်ကြောင်းသိသွားခဲ့ကြပါတယ်။ညာဦးတို့ခြေကုံလက်ပန်းကျသွားပြီးဆိုကကြမှာများပြားလွန်လာတဲ့လူတွေထွက်လာကြပါတယ်။